တို့ဒီခေါင်းစဉ်နဲ့ပြောနေရမမီရနော်မဒီခေါင်းစဉ်နဲ့ပြောနေရ factors influencing oral absorption မတို့ဆေးကိုပါဇက်ကတောက်မယ်အဲ့ဒီပါဇက်ကတောက်တဲ့ဆေးရဲ့ absorption ကိုလွှမ်းမိုးတဲ့အချက်တွေကြည့်ရမယ်ပထမဆုံးဆေးကိုစားတောက်ရင် 100% absorption မလုပ်ဘူးဆေးရဲ့ဘယ်လောက် percent ကို absorption လုပ်တာလဲ 75% ကို absorption လုပ်တာဒီအချိန်ဘယ်လောက်တွင်မှာ absorb လုပ်လဲဆိုရင်1 to 3 hours အတွင်းမှာ absorb လုပ်တယ်ဟုတ်တယ်နော်အဲ့တော့အမအိမ်မှာတင်သွားတာဒီအချက်လေးတွေမှာခွဲပေးသွားတယ်ဆေးနဲ့ပတ်သက်တဲ့အချက်ကိုနှစ်ချက်မှတ်ထားတယ်နံပါတ်1ကပါနေလဲ lipid solubility ရဲ့ particle size ပြီးရင် GI နဲ့ပတ်သက်တာကိုဘယ်နှချက်မှတ်ထားလဲ GI နဲ့ပတ်သက်တာကို5ချက်မှတ်ထားတယ် GI ရဲ့ဆုံးမဲ့မျက်နှာပြင် area absorbing surface area ရဲ့ GI နဲ့မှာဖြည့်ဆည်းခံရတဲ့ degraded in GI tract ရဲ့ GI နဲ့ပြန်ထုတ်လိုက်တဲ့ efflux transporter big glycoprotein ပြီးရင် motility ပြောင်းလဲတာနဲ့ glucose ပျက်စီးတာနဲ့ကျန်တာကဆေးနဲ့အတူတူရှိမဲ့ပစ္စည်းတွေဆေးနဲ့အတူတူရှိမဲ့ပစ္စည်းတွေနံပါတ်8 presence of food ရဲ့အစာရဲ့အတူတူတွဲတောက်တဲ့ဆေး concurrently ingested drugs ရဲ့ပြီးတော့တခြား normal အကောင်လေးတွေ alteration of gut flora ရပြီနော်ကြည့်ဒါဆိုနံပါတ်1ကိုစပြောမယ်နံပါတ်1က lipid solubility ဒါရနေလို့သိပြီလားlipid solubility နဲ့ absorption နဲ့ဘယ်လိုအချိုးကျလဲဓာတ်ရဲ့အချိုးကျတယ်ဘာလို့လဲဆိုတော့အမတို့ပါဇက်ကတောက်လိုက်တဲ့ဆေးတွေဒီဖြတ်ရမယ့်အလွှာတစ်လွှာရှိတယ် effective area အဲ့ဒီဖြတ်ရမယ့်အလွှာဒီဘယ်သူ့ကိုဖြတ်ရမှာလဲ GI ရဲ့ epithelium ကိုဖြတ်ရမှာအဲ့ဒီ GI ရဲ့ epithelium ဒီ lipid soluble content ရှိတယ်ဘာလို့လဲဆိုတော့အမတို့ရဲ့ membrane တွေဒီ cell membrane တွေဒီအဆီနဲ့ဖွဲ့စည်းထားလို့အဲ့လို lipid soluble ဖြစ်တဲ့အတွက်ကြောင့် lipid soluble ဆေးဆိုရင်ပေးဖြစ်တယ်ဒါပေမဲ့ lipid soluble ဆေးဆိုရင်အခုက acid lipid soluble ဆေးဆိုတော့ဒါပါလေ non ionized အဲ့တော့ဒီမှာဒါလေးပဲမှတ်တာ acid ဆေးacid ဆေးဆိုရင်ဘယ်နေရာမှာစုပ်လဲ stomach ကနေစုပ်တယ်အမခဏလေးအမတရားလေးကိုပြန်ဖြတ်လိုက်ပဲဟုတ်ပြီနော်တကယ်တော့မတို့စုပ်တာဒီ acid ဆေးဆိုရင်ဘယ်နေရာကပြန်စုပ်လဲ stomach ကနေပြန်စုပ်တယ်အဲ့ဒါပဲမှတ်ထားလိုက်တော့ acidic ဆေးကို stomach ကပြန်စုပ်တယ် basic ဆေးကိုဆိုဘယ်နေရာပြန်စုပ်လဲ duodenum ရောက်မှပြန်စုပ်တယ်ရပြီနော်ဒါပေမဲ့တဲ့ stomach ကစုပ်တာနဲ့ duodenum ကစုပ်တာနဲ့ဆိုဘယ်ဟာပို့ပြီးတော့မြဲလဲ duodenum စုပ်တာပို့ပြီးတော့မြဲတယ် stomach ကနည်းနည်းပို့ပြီးတော့နေတယ်ဘာလို့လဲဆိုရင် mucosa ထူလို့ရဲ့ mucus တွေနဲ့အုပ်ထားလို့ချွဲတွေနဲ့အုပ်ထားလို့ရဲ့ stomach ထဲမှာ small surface area ဖြစ်နေလို့ surface area များတာပဲနေရလဲ small intestine ဟုတ်တယ်နော်နံပါတ်3နံပါတ်2 particle size particle size နဲ့ကဘယ်လိုအချိုးကြလဲပြောင်းမြဲအချိုးကြတယ်အဲ့တော့ particle size ရှိတာဘာမှပဲရှိတာလဲဆိုရင် solid dosage form အဆိုင်ခဲတွေမှာပဲရှိတာ gas တွေမှာလည်းမရှိဘူးနောက်က liquids မှာလည်းမရှိဘူးအဲ့ဒီ particle size ဒီဘာကိုလွှမ်းမိုးလဲရေထဲမှာပျော်တာကိုလွှမ်းမိုးတယ် govern the rate of dissolution ရေထဲမှာပျော်တာကိုလွှမ်းမိုးတယ်သူဒီဘာကိုပြန်ပြီးတော့လွှမ်းမိုးလဲဆိုရင် rate of absorption ကိုပြန်ပြီးတော့လွှမ်းမိုးတယ်ဒီထိရပြီနော်နံပါတ်3က absorbing surface area အဲ့ဒီ absorbing surface area ဒီဘယ်နေရာမှာများလဲ small intestine မှာများတယ် due to ဘာတွေရှိနေလို့ villi တွေရှိနေလို့တွေ့ရနော်အဲ့တော့အကြောင်းအဓိကဆုပ်တဲ့နေရာ absorption အတွက်အဓိကနေရာဒီဘယ်နေရာဖြစ်လာလဲ small intestine ဖြစ်လာတယ်အဲ့တော့ small intestine တွေကိုအစာရောက်တာမြဲရင်မြဲဆုပ်တယ် small intestine တွေကိုအစာရောက်အောင်ဘယ် organ ကပို့ရတာလဲ stomach ကပို့ရတာဒါပေမဲ့ stomach ကမတို့ဝုန်းနဲ့တိုင်းကနေသူ့စီရောက်လာတဲ့ဟာတွေအကုန်လုံးကို small intestine တွေကိုတန်းပို့တာမဟုတ်ဘူးနည်းနည်းချင်းစီဖြည်းဖြည်းချင်းစီပြန်ထုတ်ပြီးတော့ပို့တာအဲ့ဒီ process ကိုဘာလို့ခေါ်လဲ gastric emptying လို့ခေါ်တယ် stomach ဒီသူ့ထဲမှာရှိနေတဲ့အစာတွေကိုဖြည်းဖြည်းချင်းစီ small intestine ကိုပို့နေရအဲ့ဒီ process ဒီ gastric emptying ဒါဆိုရင် gastric emptying မြဲရင် drug absorption မြဲတယ်တကယ်လို့ gastric emptying နှေးရင် stop အစာရင်ကနေ stop small intestine ရောက်တာနှေးတယ်ဒါဆိုရင်ဆုပ်တာပို့ပြီးတော့နှေးသွားတာပေါ့ရပြီနော်နောက်တစ်မျိုးကကျတော့ sustained release formulation ဖြည်းဖြည်းချင်းစီထွက်တဲ့ဆေးတွေအဲ့ဒီ sustained release formulation တွေဆိုရင်တော့ငါတို့ကဘယ်နေရာရောက်မှဆေးရထွက်လာမှာလဲကိုယ်လုံးရောက်မှထွက်လာမှာဒါဆိုရင်တော့ sustained release formulation တွေအတွက်သို့မဟုတ် extended release လို့ပြောလဲရတယ် slow release ဆေးကိုမှတော့အပေါ်ကနေအလွှာတစ်လွှာနဲ့အုပ်လိုက်မယ်ကောဥပမာတရားလွှာပဲဖြစ်ဖြစ်အဲ့ဒါကိုမှဖြည်းဖြည်းချင်းစီထွက်အောင်လို့အပေါ်ကနေအလွှာတစ်လွှာလိုက်အုပ်လိုက်တဲ့အချိန်ကျရင်အထဲမှာပါတဲ့ဆေးရဲ့အလုံးလုံးမဲ့အပိုင်းလေးတွေဖြည်းဖြည်းချင်းစီမှထွက်တော့တာ stomach ထဲမှာလည်းမထွက်သေးဘူး small intestine မှာလည်းမထွက်သေးဘူးဘယ်ချိန်ကျမှထွက်လာမှာလဲကိုယ်လုံးလောက်ရမှထွက်လာမှာဒါဆိုရင်ဆုပ်တဲ့နေရာဒီပဲနေရာဖြစ်သွားလဲကိုယ်လုံးဖြစ်သွားပါမယ်တဲ့နားလည်ပြီနော်ကြည့်တာခုတော့မယ်နံပါတ်4ကဲဒါတော့မင်းတို့ရဲ့အသစ်ဖြစ်သွားပြီအမဒီနေ့မှအသစ်စာပြောတာရှာပြီနော်နံပါတ်4 GI နဲ့မှာဖြတ်စည်းခံလိုက်ရတာ degraded in GI tract GI နဲ့မှာဖြတ်စည်းခံလိုက်ရတာ example penicillin G ဆိုဘယ်သူကဖြတ်စည်းလဲ acid ကဖြတ်စည်းတယ်အဲ့ဒီဖြတ်စည်းတဲ့ acid ကဘယ်နေရာမှာရှိနေရလဲ stomach ထဲမှာ acid တွေရှိနေပြီဒါဆိုသူကဖြတ်စည်းပလိုက်တယ်နောက်တစ်မျိုးကကျတော့ insulin ဆိုတာမှာတွေ hormone
ဘာလို့ခန္ဓာကိုယ်မှာရှိတဲ့ပစ္စည်းတွေကတဲ့အကျဉ်းမြင့်အဖြစ်ပြောရရင်အနောက်မှာ IN နဲ့ဆိုရင်အဲ့ဒါ protein အမျိုးအစားဟုတ်ပြီနော်ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေထဲမှာဘာနဲ့ဆိုရင် IN နဲ့ဆိုရင်ဘာပစ္စည်းမျိုးစားလို့ပြောထားလဲ protein မျိုးစားဒါဆိုရင် insulin ဒီ protein အမျိုးစားပဲရပြီနော်အဲ့လို protein မျိုးစားဖြစ်တဲ့အတွက်ကြောင့် protein ကဘာဘုံနဲ့လောက်ထားလဲကြားဘူးလား protein တွေမှာပါတဲ့ဘုံကို peptide ဘုံလို့ခေါ်တယ်မှတ်ထားနော် protein တွေမှာပါတဲ့ဘုံဒီ peptide ဘုံအဲ့ဒီ peptide ဘုံကိုဖြတ်စီသော enzyme ဒီ peptides ဒါဆိုရင်အမတို့စားလိုက်တဲ့ထဲမှာ carbohydrate တွေ lipids တွေ protein တွေပါတယ်မှတ်လားအဲ့ဒီစားလိုက်တဲ့ထဲမှာ protein ကိုဖြတ်စီမဲ့ enzyme တွေဘာလို့လဲ peptides အဲ့ဒီ peptides ကအမတို့ GI မှာအစင်းသင့်ရှိနေပြီးသားဒါဆိုရင်လည်း insulin ကိုပါဇက်ကတောက်လိုက်တယ်အဲ့လိုပါဇက်ကတောက်လိုက်ပြီးဆိုရင် GI ထဲမှာရှိတဲ့ peptides ကသွားပြီးတော့ဖြတ်စီပလိုက်မှာဒါဆိုရင်နေဆေးရဲ့ action ရမှာတော့မဟုတ်ဘူး penicillin ကြီးဆိုရင် acid ကဖြတ်စီတယ် insulin ဆိုဘယ်လိုဖြတ်စီလဲ peptides ကဖြတ်စီတယ်ဘာလို့ peptides က GI ထဲမှာအစင်းသင့်ရှိနေရလဲသူဒီ digestive enzyme အမတို့စားလိုက်တဲ့ protein ကိုဖြတ်စီပြီးတော့ metabolism လုပ်ပေးတဲ့ enzyme ပေါ့လို့ဒီထိရပြီနော်ဒါဆိုရင်ဒီလိုဆေးမျိုးစားတွေကိုအမတို့ကပါဇက်ကတော့တောက်လို့မရဘူးဒါလို့လဲဆိုတော့ပါဇက်ကတောက်လိုက်တာနဲ့ဖြတ်စီမဲ့သူကအစင်းသင့်ရှိနေတာဒီသွေးထဲတောင်ရောက်လိုက်မှာမဟုတ်ဘူးနားလည်ပြီနော်ဒီလိုဆေးတွေဆိုရင်တော့ ineffective orally ပါဇက်ကပေးလို့လုံးဝမရအောင်ဟုတ်ပြီနော်အဲ့တော့ဟာပါဇက်ကပေးလို့မရရင်လုံးဝမပေးတော့ဘူးလားအဲ့လိုတော့မဟုတ်ဘူးဘာလို့လုံးလို့ရတဲ့နည်းလမ်းတွေရှိတယ်အဲ့တော့အစာရင်ထဲမှာရှိတဲ့ acid တန်ခံနိုင်ဖို့ acid liability ဆိုတာဖြတ်စီလိုက်တာ acid ကဖြတ်စီတဲ့တန်ကိုခံနိုင်အောင်သို့မဟုတ်အစာရင်ထဲမှာဖြတ်စီတဲ့တန်ကိုခံနိုင်အောင် gastric irritancy overcome ဆိုတာကြော်လွန်အောင်အဲ့ဒီဟာတွေကိုကြော်လွန်ဖို့အတွက်အဲ့ဒါတွေကိုခံနိုင်ဖို့အတွက်အမတို့ဖြည့်ရှင်းလို့ရတဲ့နည်းလမ်းဒီဘာနည်းလမ်းနဲ့သွားဖြည့်ရှင်းလို့ရလဲ enteric coated tablet enteric ဆိုတာ GI ရဲ့တန်ကိုခံနိုင်အောင်လို့ဆေးရဲ့အပေါ်မှာအလွှာလေးတော်တော်ထပ်အုပ်ပေးလိုက်တာဟုတ်ပြီနော်အလွှာလေးတော်တော်ထပ်အုပ်ပေးလိုက်တယ်ဒါဆိုရင်အစာအိမ်တန်ကိုခံနိုင်ရှိသွားပြီအဲ့ဒါမျိုးကိုဘာလို့ခေါ်လဲ acid resistant coating လို့ခေါ်တယ်ဒီထိနားလေနော် okay နောက်တစ်မျိုးပြောမယ်ပြီးရင်နောက်ထပ်အဲ့ဒီ acid တန်ကိုခံနိုင်ရှိအောင်လို့လုပ်လို့ရတဲ့နောက်လေးနဲ့တခုဒီ sustained release preparation လုပ်လို့ရတယ် sustained release preparation လုပ်လိုက်တဲ့အခါကျတော့ဆေးဒီ stomach ထဲမှာမထွက်လာသေးဘူးဘယ်ချိန်လောက်ရောက်တော့မှထွက်မှာလဲကိုလွန်လောက်ရောက်လာမှထွက်မှာဒါဆိုဆေးရ acid နဲ့တွေးစရာအကြောင်းမရှိတော့ဘူးဒီထိနားလေလားဒီထိနားလေပြီနော်ကဲဒါဆိုရင်အခုပြောသွားတာဒီဘာတွေကိုဖြည့်ရှင်းဖို့အတွက်လဲ acid liability ရဲ့ gastric irritancy ကိုဖြည့်ရှင်းဖို့အတွက်နီးလန်းဒီဘာနီးလန်းတွေတောင်းလို့ရလဲ enteric coated tablets တောင်းလို့ရတယ် acid resistant coating ပေါ့နော်နောက်တစ်ခုကကြတော့ sustained release preparation တွေလုပ်လို့ရတယ် acid တန်ကိုခံနိုင်အောင်လို့အပေါ်နေတလွှာအုပ်ပေးမယ်ဖြည်းဖြည်းချင်းစီထွက်အောင်လုပ်လိုက်မယ်နောက်တစ်ခုဖြည်းဖြည်းချင်းစီထွက်အောင်လုပ်တယ်ဆိုတာတဲ့ဆေးကိုအမတို့က slowly dissolve material နဲ့အပေါ်ကနေအုပ်ပေးလိုက်တာဟုတ်ပြီနော် slow sustained release ဖြစ်အောင်လုပ်တယ်ဆိုတော့ဆေးကိုအပေါ်ကနေဘာအလွှာနဲ့အုပ်ပေးလိုက်တာလဲ slowly dissolving material ဆေးကိုဖြည်းဖြည်းချင်းပျော်ဝင်တဲ့အလွှာတစ်လွှာနဲ့အပေါ်ကနေအုပ်လိုက်တယ်ဒါဆိုအဲ့ဒီအပေါ်ကဖြည်းဖြည်းချင်းစီပျော်ဝင်တဲ့အခါကျတော့ဆေးတွေ GI ထဲမှာခဏလေးနဲ့မထွက်လာတော့ဘူးကိုလွန်လောက်မှရောက်မှထွက်လာတော့မှာနားလည်ပြီနော် okay sustained release လုပ်လိုက်တဲ့အချိန်မှာတဲ့brief duration အရှင် brief ဆိုတာခဏလေးလို့ပြောတာ duration တိုတဲ့ပြဿနာကိုလည်း sustained release preparation လုပ်လိုက်ရင်ဖြည့်ရှင်းပြီးသားဖြစ်သွားမှာလိမ့်မယ်တဲ့သဘောပေါက်ပြီနော်ပြန်ပြောမယ်နံပါတ် 4နံပါတ် 4မှာဘာတွေပြောသွားလဲ GI tract မှာဖြတ်စည်းခံလိုက်ရတာ example penicillin G ဆိုဘယ်သူကဖြတ်စည်းလဲ acid ကဖြတ်စည်းတယ် insulin ဆိုဘယ်သူကဖြတ်စည်းလဲ peptides ကဖြတ်စည်းတယ်အဲ့လိုဆေးမျိုးစားဆိုရင် oral ပေးလို့မရဘူး ineffective orally ကြားပြီနော်အဲ့တော့ acid တန်ကိုခံနိုင်ရှိအောင် acid liability တို့ gastric irritancy တို့ကိုခံနိုင်ရှိအောင်လို့ဘာ preparation တွေသုံးလို့ရလဲ sustained release preparation သုံးလို့ရတယ် enteric coated tablets တွေလုပ်လို့ရတယ် enteric coated ဆိုတာအလွှာတစ်လွှာ GI ရဲ့ဒီ acid တန်ကိုခံနိုင်ရှိအောင်လို့မှာတော့အပေါ်ကနေအလွှာတစ်လွှာထပ်အုပ်ပေးလိုက်တာဒီနားလည်ပြီနော်ကဲဒါဆိုရင်နံပါတ် 5ကိုသွားမယ် efflux transporter big glycoprotein အမောက်အောက်ကပုံလေးကိုအရင်စားကြည့်ပြီပုံမြင်ရလားမြင်ရရင်နော်ကဲဒါဆိုစပြောမယ်ကြည့်အနီရောင်လေးကဆေးလေးတွေ့နော်အဲ့တော့အနီရောင်လေးကဆေးလေးပြီးတော့ဒီမှာဒါမှတော့ဘာကိုပြထားလဲဆိုတော့ဒါအစာအိမ်မှာရှိတဲ့ cell ကိုပြထားတာ epithelium ပေါ့နော်ဒါဒီ GI tract မှာရှိတဲ့ epithelium အဲ့တော့ဒါဒီအမတို့ရဲ့ GI tract ပေါ့နော် GI tract ကနေပြီးတော့ဆေးကိုစုပ်လိုက်တယ်ဒါကအစာအိမ်ရဲ့လူမဲ့ကြီး GI tract ကနေဆေးကိုစုပ်လိုက်တယ်ဆဲတဲ့ရောက်သွားပြီအဲ့ဒီဆဲနဲ့ရောက်သွားတဲ့ကားနေတကယ်တော့ငါတို့ကဘယ်ထဲကိုပို့ရမှာလဲသွေးထဲကိုဆက်ပို့ရမှာဟုတ်ပြီနော်တကယ်တော့ GI ရဲ့လူမှန်တွေကနေအခု GI ရဲ့ epithelium ဆဲတွေကိုစုပ်လိုက်တယ်အဲ့ဒီကနေဘယ်ကိုပို့ရမှာလဲ blood ထဲကိုပို့လိုက်မှာဒါပေမဲ့ပြဿနာကဘာသွားဖြစ်နေရလဲဆိုတော့ဟောဒီမှာအမအစိမ်းရောင်လေးနဲ့လမ်းကြောင်းလေးဆွဲပေးထားတယ်တွေ့လားအဲ့ဒီအစိမ်းရောင်လေးကအဲ့ဒီ efflux transporter big glycoprotein efflux ဆိုတာပြန်ထုတ်တဲ့ကောင် transporter ဆိုတာတည်ယူပို့ဆောင်တဲ့ပစ္စည်းပြီး GB ဆိုတာဘာကိုပြောနေရလဲ glycoprotein လို့ပြောနေရပြီနော်အဲ့ဒီ glycoprotein ကစုပ်ပြီးသားဆေးကိုလူမှန်တွေကိုပြန်ထုတ်ပလိုက်တာ
တကယ်တော့အဲ့ဒီဆုပ်ပြီးသားဆေးသည် GI နဲ့ကိုရောက်နေပြီဘယ်ကိုသွားမှာလဲ blood ထဲကိုသွားမှာအခု blood ထဲကိုမသွားဘဲနဲ့လူမှန်ထဲကိုပြန်ရောက်လာတယ်အဲ့ဒါဆိုရင်ဒီကောင်ဒီကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်ဖြစ်သွားမှာပေါ့နော် efflux transporter big glycoprotein a fractional absorbed blood drug ဆုပ်ပြီးသားဆေးကို is extruded back ပြန်ထုတ်လိုက်တယ် into the ဘယ်နဲ့ပြန်ထုတ်လိုက်လဲ industry နဲ့လူမှန်ထဲကိုပြန်ထုတ်လိုက်တယ် by ဘယ်သူကထုတ်လိုက်တာလဲ efflux transporter big glycoprotein ကပြန်ထုတ်လိုက်တာအဲ့ဒီ efflux transporter big glycoprotein လေးဒီ located in အမကူပုံဆွဲထားတာကိုကြည့်ဘယ်နေရာမှာရှိနေလဲ GI ရဲ့ epithelium မှာရှိနေတာဟုတ်ဒါဆိုရင်ဒီ big glycoprotein ဒီကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်ပေါ့ဟုတ်ပြီနော်အဲ့တော့ big glycoprotein ကိုတွားကြရင်ကောင်းသွားတယ်ကောင်းတယ်ဆိုတာဘာလဲဆိုတော့ oral bioavailability အမ bioavailability ရဲ့နာမည်ကိုဒီမှာနည်းနည်းပြောရမယ် bioavailability ဆိုတာသွေးထဲရောက်တဲ့ဆေးပမာဏဟုတ်ပြီနော် bioavailability ဆိုတာသွေးထဲရောက်တဲ့ဆေးပမာဏအဲ့တော့တကယ်လို့များ big glycoprotein ကိုတွားတားလိုက်ရင်သွေးထဲရောက်တဲ့ဆေးပမာဏဘာဖြစ်သွားမှာလဲများသွားမှာပေါ့တကယ်လို့ big glycoprotein ကိုတွားပြီးတော့ inducer ဆိုတာဘာလုပ်လိုက်တာလဲအားပေးလိုက်တာ big glycoprotein ကိုအားပေးလိုက်ရင်သွေးထဲရောက်တဲ့ဆေးပမာဏနည်းသွားမယ်ဒီနားလေလားဒီနားလဲပြီနော် okay ဒါဆိုရင်နောက်တစ်ဆက်ပြောမယ်အဲ့မှာပါတဲ့ exam တွေကတော့မကြက်နဲ့ big glycoprotein inducer ကြီးလည်းမကြက်နဲ့ပြီးတော့ inhibitor စီလည်းမကြက်နဲ့အဲ့ဒါကြက်စရာမလိုမှထားခဲ့လိုက်တော့မယ်နော် inducer နဲ့ပေးလိုက်ရင်သွေးထဲရောက်တဲ့ဆေးပမာဏဘာဖြစ်သွားတော့မှလဲနည်းသွားပါလိမ့်မယ်တဲ့နားလဲပြီနော်ကနေမချကိုသွားမယ် auditory modality GI ရဲ့ movement ကိုဘာလို့ခေါ်လဲ GI modality ပေါ့အဲ့ဒီ GI modality ဒီမြန်တာလည်းမကောင်းဘူးနှေးတာလည်းမကောင်းအဲ့ဒါမှတ်ထားပြီ GI modality ဒီမြန်တာလည်းမကောင်းဘူးနှေးတာလည်းမကောင်းဘူးနှေးတာမကောင်းဆိုတာကိုစပြောမယ် GI modality ကဘာလို့နှေးတာမကောင်းလဲဆိုတော့အမတို့က GI ကမလှုပ်တော့ဘူးဆိုပါစို့ GI မလှုပ်တော့ရင်အစာတွေဒီ stomach ကနေနော် duodenum နဲ့ကိုမရောက် duodenum ကနေနောက်တနေရာကိုမရောက်တဖြည်းဖြည်းနဲ့တကယ်ဆုံးမဲ့နေရဘယ်နေရာလို့ပြောသွားလဲ spinal stem အဲ့ဒီ spinal stem ကိုရောက်တာနှေးသွားတယ်GI modality နှေးသွားရင် spinal stem ကိုရောက်တာနှေးသွားတယ်ဒါဆိုရင်စုပ်ဖို့အတွက်လည်းဆက်စချင်းစုပ်တဲ့ onset of absorption စုပ်တာနှေးသွားတယ်လို့မှတ်ထားပြီအဲ့တော့ exam ကြီးလည်းမကြက်နဲ့ anticholinergic ဆို cyclic antidepressant ဆိုအဲ့ဒါကြီးကြက်စရာမလိုထားလိုက်နောက်ခုဆက်ပြောမယ် drug which increase the GI modality ကိုဘာဖြစ်အောင်လုပ်တဲ့ဆေးလဲမြန်အောင်လုပ်တဲ့ဆေး GI modality မြန်ရောကောင်းလားဆိုတော့မကောင်းဘူးမြန်ရင်ကြတော့လေ GI နဲ့အဆေးနဲ့ဘာမှမတွေ့ရတော့ဆေးကအခုမှစုံလို့ပဲရှိသေးတယ်เนาะဆေးကို GI ကစုံလို့ပဲရှိသေးတယ် GI ကလှုပ်သွားပြန်ပြီဟောစုံသွားမလို့ပဲရှိသေးတယ်လှုပ်သွားပြန်ပြီဒါဆိုရင် GI modality မြန်ရင်လေဆေး absorption မကောင်းဘူးဘာကိုနည်းသွားစေရလဲသူဆေးနဲ့ဒီ GI နဲ့တွေ့ရတဲ့မျက်နှာပြင် area ဆေးနဲ့ GI နဲ့တွေ့ရတဲ့ကြာချိန်နည်းသွားတာအဲ့ဒါကြောင့် duration of absorption နှေးသွားပါတယ်တဲ့နားလည်ပြီเนาะအဲ့တော့ autonomic modality မှာမြန်တာလည်းမကောင်းနှေးတာလည်းမကောင်းဘာလို့မြန်တာမကောင်းတာလဲမြန်တဲ့အခါကျမြင်နှေးတာကြတော့ spinal stem ကိုရောက်တာလဲနှေးသွားဒါဆိုရင် onset ဆိုတာစတယ်လို့ပြောတာအဲ့စတယ်ဆိုတဲ့စကားလုံးမှတ်ထားပေးစဆုပ်တဲ့အချိန်ပြီးနောက်ကျသွားရော GI modality မြန်တာလည်းမကောင်းဘူးဘာလို့မြန်တာမကောင်းတာလဲ GI modality မြန်ရင်ဆေးနဲ့ GI နဲ့ခဏလေးပဲတွေ့ရတယ်တိတ်မတွေ့လိုက်ရတော့ဘူးဒါဆိုရင် duration of absorption နည်းသွားပြန်ရောရပြီနော် okay နံပါတ်9က mucosa damage mucosa ပျက်စီးသွားတာ mucosa ပျက်စီးသွားမှာတော့ GI mucosa ပျက်စီးရင်စုပ်တာနည်းသွားမှာပေါ့ဟုတ်တယ်နော်GI mucosa ကိုဖျက်ဆီးရဲ့ဆေးလေးတွေကတော့မမှတ်ပါနဲ့တော့မြေဘူးတွေ store ပြီး neomycin တို့ methotrexate တို့ vinblastine တို့အဲ့ဒီ exam တွေကမမေးဘူးရပြီနော်ကဲဒါဆိုနံပါတ်10ကိုပြောမယ် presence of food အစာရှိနေတာဆေးကိုအစာနဲ့တွေ့တာပဲကောင်းလားမကောင်းလားဆိုတာအကြံပြုပြောမယ်ဟုတ်ပြီနော်ဆေးကိုအစာနဲ့တွေ့တော့တဲ့ကိစ္စဆေးနဲ့အစာနဲ့တွေ့လိုက်ရင်တဲ့ဆေးတစ်ခုတည်းကိုစုပ်တယ်လို့မျိုးဆေးကိုအပြည့်အဝအားဆိုင်ပြီးစုပ်လို့မရတော့ဘူးဆေးနဲ့အစာနဲ့တွေ့တော့ဆေးကိုလည်းစုပ်ရမယ်အစာကိုလည်းစုပ်ရမယ်ဒါဆိုရင်ဆေးရဲ့ absorption မှာဖြစ်သွားလဲနည်းသွားတယ်ဆေးရဲ့ absorption နည်းတဲ့အကြောင်းရင်းနှစ်ချက်ပြောမယ်နံပါတ်1အစာဒီဆေးကိုဒိုင်လူလုပ်လိုက်တာအစာရှိတော့အစာလည်းစုပ်ရမယ်ဆေးလည်းစုပ်ရမယ်အဲ့တော့အားလုံးထဲမှာ तू ကဆေးကိုရောဆော့ရတယ်လို့ဖြစ်သွားတာပေါ့ဆေးတစ်ခုလည်းဆော့ရတာကြတော့ပိုကောင်းတယ်အဲ့တော့အစာရှိရင်ဆေးကိုနည်းသွားတယ်လို့ဖြစ်သွားတာပေါ့နော်အစာရှိရင်ဆေးကိုဒါလို့လုပ်လိုက်လို့ဖြစ်သွားတယ်အဲ့ဒါဆိုရင် absorption ဘာဖြစ်သွားလဲနည်းသွားတယ် okay နံပါတ်2ကိုပြောမယ်အစာရှိရင်ဘာလို့ဆေးရဲ့ absorption နည်းရလဲဆိုတော့အစာနဲ့ဆေးနဲ့ပေါင်းပြီးသွားတယ်အဲ့လိုအစာနဲ့ဆေးနဲ့ပေါင်းပြီးတော့စုပ်လို့မရတော့တဲ့ပစ္စည်းဖြစ်သွားတယ် poorly absorbed complex ဖြစ်သွားတာအစာဒီဆေးနဲ့ပေါင်းပြီး poorly absorbed complex ဖြစ်သွားတယ် exam ပဲဒီ exam လေးကိုအမအောင်ရအောင်ချက်ပေးအမနေကိုကျန်တဲ့ exam လေးမချက်ခိုင်းဘူးနော်ဒီ exam လေးရအောင်ချက်ခိုင်းတာကြည့်ပိုးသက်စီ tetracycline ကလည်းပိုးသက်စီ ciprofloxacin ကလည်းပိုးသက်စီအဲ့ဒီပိုးသက်စီတွေအထိ
နွားနို့ထဲမှာပါတော့ဘာနဲ့သွားပေါင်းလဲ calcium နဲ့သွားပေါင်းတယ်တကယ်တော့ဒီကောင်ကြီးက calcium မှတော့မဟုတ်ဘူး 2+3 plus ချရှိတဲ့ကောင်လေးဆိုရင်သူကြိုက်ကိုကြိုက်တာ calcium ဒီဘယ်လောက် plus လဲ 2 plus ဒါဆိုရင်calcium ရဲ့ 2 plus ပါတော့နွားနို့နဲ့ဒီကောင်လေးကိုတွဲမတောင်းရဘူး tetracycline တွေ ciprofloxacin တွေကိုနွားနို့နဲ့တွဲတောင်းရင်သူထဲမှာပါတဲ့ calcium နဲ့ပေါင်းပြီးသွားတယ်ဒါဆိုရင်စုပ်လို့မရတော့ဘူးသူတို့နှစ်ခုပေါင်းပြီးသွားတဲ့အချိန်မှာ calcium လည်းစုပ်လို့မရတော့ဘူး tetracycline တွေ ciprofloxacin တွေစုပ်လို့မရတော့နားလည်ပြီနော်အဲ့တော့နံပါတ် 8က presence of food အစာရှိတဲ့အကြောင်းပြောသွားတာအစာရှိရင်ဆေးကိုဘာလုပ်လိုက်သလိုဖြစ်သွားလဲရောလိုက်သလိုရေရောလိုက်သလိုဖြစ်သွားပါတော့ဒိုင်းလို့လောက်လိုက်သလိုဖြစ်သွားတယ်ဒါဆိုရင်ဆေးရဲ့ absorption နည်းသွားမယ်နံပါတ် 2ကအစာနဲ့ဆေးနဲ့ပေါင်းပြီးပြီးတော့မှ poorly absorbed complex ဖြစ်သွားတယ်အစာနဲ့ဆေးနဲ့ပေါင်းပြီးသွားတယ်အဲ့တော့ example အစားနဲ့ဆေးနဲ့ပေါင်းသွားတဲ့ example ဒီဘယ်ဆေးအကြောင်းပြောသွားလဲ tetracycline အကြောင်းပြောသွားတယ်အဲ့တော့ tetracycline ဒီ tetracycline နဲ့ ciprofloxacin နဲ့ဒီဘာနဲ့ပေါင်းလို့မရဘူးလေမတို့ရဲ့ calcium နဲ့ပေါင်းလို့မရဘူးနွားနို့ထဲမှာပါတဲ့ calcium နဲ့ပေါင်းမိသွားပြီဆိုရင် poorly absorbed complex ဖြစ်သွားတယ်အဲ့လို poorly absorbed complex ဖြစ်သွားရင်စုပ်လို့မရတော့ဘူးပေါ့ဘာလို့သူက calcium ကိုကြိုက်တာလဲဒီကောင်လေးဒီ2+3+ အဲ့ဒါကိုအဓိကကြိုက်တာဒီထိနားလဲလားဒီထိနားလဲပြီနော် okay ဒါဆိုမှနောက်တစ်ခုဆက်ပြောမယ်ကြည့်နောက်တစ်ခုကကြတော့နံပါတ်9 concurrently ingested drug အတူတူတွဲတောက်တဲ့ဆေးတွေဟုတ်ပြီနော်အတူတူတွဲတောက်တဲ့ဆေးတွေအဲ့တော့ဆေးတွေကိုအတူတူတွဲတောက်လိုက်ရင်တဲ့သူတို့နှစ်ခုတည်း GI ရဲ့လူမှန်ထဲမှာသွားပေါင်းပြီးသွားတယ်ဒါဆိုခုနကတော့အစာနဲ့ဆေးနဲ့ပေါင်းပြီးတယ်လို့ပဲ insoluble complex စုပ်လို့မရတော့တဲ့ပစ္စည်းတွေဖြစ်သွားပြီ example အမခုနနင့်ကိုပြောခဲ့တယ်ဘာနဲ့လဲ tetracycline ရဲ့ ciprofloxacin ရဲ့အမ blood plus တွေကိုကြိုက်တယ်လို့ပြောခဲ့လေ 2+3+ ကိုကြိုက်တယ်လို့ပြောခဲ့တယ်ရှာပြီနော်အဲ့လို 2+3+ ကိုကြိုက်တဲ့အတွက်ကြောင့်အာယွန်းနဲ့လည်းတွဲလို့မရဘူးအာယွန်းတွေလည်းအမတို့ပေးများတာဒီ Fe 2+4 နဲ့ပေးခြင်းပေး Fe 3+4 နဲ့ပေးခြင်းပေးဒါဆိုရင်လည်းမှတ်ရလွယ်သွားပြီဟုတ်တယ်နော် tetracycline နဲ့ ciprofloxacin တွေဒီ 2+3+ ကိုမကြိုက်ဘူး 2+3 နဲ့တွဲလို့မရဘူးဒါဆိုရင်လည်းအစာထဲမှာဘာနဲ့တွဲလို့မရဘူးလဲနွားနို့နဲ့တွဲလို့မရဘူးဆေးထဲမှာဆိုဘာနဲ့တွဲလို့မရဘူးလဲအာယွန်းနဲ့တွဲလို့မရဘူးဒီထိနားလဲလားဒီထိနားလဲပြီနော် okay နံပါတ်10ကိုသွားမယ် alteration of gut flora GI ထဲမှာရှိတဲ့ normal flora လေးတွေကိုပြောင်းလဲပေးလိုက်တာ okay အဲ့ဒီနားလေးမှာရှင်းစရာတစ်ခုရှိရဲနည်းနည်းလေးလိုက်ကြည့်ပေးကြည့်မယ်နော်ဒါအမားတို့ရဲ့ GI ပေါ့နော် GI မဟုတ်အဲ့တော့ဒါက GI intestine ပေါ့ intestine ကနေဘယ် organ ကို blood supply ပြန်သွားလဲဆိုရင် liver ကိုပြန်သွားတယ်ဟုတ်ပြီနော် intestine ကနေဘယ် organ ကိုပို့လဲသွေးတွေကိုဘယ် organ ပို့ရလဲဆိုတော့ liver ကိုပို့ရတယ်တဲ့အဲ့ဒီအချိန်မှာအမားတို့တောင်းလိုက်တဲ့ဆေးက OCP OCP ရဲ့နာမည်အရှိကောက်တည် oral contraceptive ဗစက်ကနေတောက်ရတယ်ဒါစီနော်ကလေးမရအောင်တားတယ်ဆေး oral contraceptive အဲ့ဒီ contraceptive ကို GI ထဲမှာသွားပြီးတော့မှအလုပ်လုပ်တယ်အဲ့ဒီ GI ကနေပြီးတော့ဘယ် organ ကိုပို့လိုက်လဲ liver ကိုပို့လိုက်တယ်ဒါပေမဲ့အဲ့ဒီ oral contraceptive ဒီ molecular size ကြီးတယ် large molecular weight ဟုတ်ပြီနော် molecular size ကြီးတယ်အဲ့လို molecular weight ကြီးတဲ့အတွက်ကြောင့် liver ကိုရောက်သွားတယ်ဆိုရင် liver ဒီဘယ်တွေကနေပြန်ထုတ်လိုက်လဲဆိုရင်ဘိုင်းကိုပြန်ထုတ်လိုက်တယ် liver ကထုတ်လိုက်တဲ့ဘိုင်းထဲမှာပြန်ပါတယ်ဒါဆိုရင်ဘိုင်းထဲကိုပါရင်ဘယ်ကိုပြန်ရောက်လာလဲ intestine ကိုပြန်ရောက်လာတယ်ပြန်ပြောမယ်နော် GI ကနေပြီးတော့ဘယ် organ ကိုပို့လိုက်လဲ liver ကိုပို့လိုက်တယ်အဲ့ဒီပို့လိုက်တဲ့ circulation ကို enterohepatic circulation လို့ခေါ်တယ်enterohepatic GI နေပြီးတော့မှ liver ကိုပို့တယ် liver ကနေဘယ်ကိုပြန်တည်လိုက်လဲ GI ကိုပြန်တည်လိုက်တယ်အဲ့ဒါကို enterohepatic cycle လို့ခေါ်တယ် liver ကဘယ်တွေကိုပြန်ထုတ်ပေးလိုက်မှာလဲဘိုင်းတွေကိုပြန်ထုတ်ပေးလိုက်မှာဒါဆိုရင်ဆေးသည်ဘယ်ကိုပြန်ရောက်လာလဲ intestine ကိုပြန်ရောက်လာတယ်ဒါပေမဲ့အရေးကြီးတာလေးတစ်ခုပြောမယ် GI ကနေပြန်ထုတ်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီ OCP သည် conjugated လို့ခေါ်တယ်conjugated မတို့ဘာနဲ့တွဲပေးလိုက်လဲဆိုတော့ water soluble group တစ်ခုနဲ့တွဲလိုက်တယ်အဲ့ဒီ oral contraceptive မှာအခုဘာတွဲနေပြီလဲ conjugated အမတို့ group တစ်ခုကိုသွားတွဲနေပြီအဲ့ဒီ conjugated ဒီ inactive အလုပ်မလုပ်ဘူးသဘောပေါက်လားဒီထိပြန်ပြောမယ်နော်တောက်လိုက်တာ OCP ကိုတောက်လိုက်တယ် GI ကနေဆောက်လိုက်တယ်ဘယ်ကိုပို့လိုက်လဲ liver ကိုပို့လိုက်တယ်အဲ့ဒီ liver ကိုပို့လိုက်တဲ့အချိန်မှာ liver ကနေဘယ်တွေကိုပြန်ထုတ်ပေးလိုက်လဲဘိုင်းတွေကိုပြန်ထုတ်ပေးလိုက်တယ်ဘာလို့ဘိုင်းတွေကိုပြန်ထုတ်ပေးလိုက်တာလဲဆိုရင်ဘာလို့ဘိုင်းတွေကိုပြန်ထုတ်ပေးလိုက်တာလဲ molecular weight ကြီးလို့ကြည့်ရပြီနော်အဲ့တော့ GI ကနေပြီးတော့ပြန်ပါလာတယ်ပြန်ပါလာတဲ့အချိန်မှာမတို့ရဲ့ဘယ်ကိုပြန်ရောက်လာလဲ GI ကိုပြန်ရောက်လာဒါပေမဲ့ပြန်ရောက်လာတဲ့အချိန်မှာဘာဘဝနဲ့ပြန်ရောက်လာလဲ water soluble ဘဝနဲ့ပြန်ရောက်လာတယ်
ဒီနားလေလားဒီနားလေပြီနော်ဘာသာဆိုလို့ပဲကွာနဲ့ပြန်ရောက်လာတယ်အဲ့ဒီဘာသာဆိုလို့ပဲ conjugated ဒီ inactive အလုံးမလုံးတဲ့အခါကျတော့အမားတို့ကသူ့ကိုဘာ form ဖြစ်အောင်ပြန်ပြောင်းရလဲ unconjugated ဖြစ်အောင်ပြန်ပြောင်းရမယ်အဲ့ဒီသူနဲ့တွဲထားတဲ့အတွဲကလေးကိုပြန်ပြီးတော့မှဖြုတ်ပေးရမယ်အဲ့ဒီ unconjugated ဖြစ်တော့မှ active အလုံးလုံးတော့မှဒါဆိုရင် conjugated ကနေ unconjugated ပြန်ပြောင်းပေးတာ GI မှာရှိတော့ normal flora လေးတွေကပြန်ပြောင်းပေးတာဒါဆိုရင်အဲ့ဒီ normal flora လေးတွေကိုတတ်လိုက်တာဘာနဲ့တတ်လိုက်လဲဆိုရင် antibiotics တွေကတက်လိုက်မှာပိုးသက်စေတွေပိုးသက်စေတောင်းလိုက်ရင် GI ထဲမှာရှိတဲ့ normal flora လေးတွေသိသွားမယ်ဒါဆိုရင်ဘာ cycle ပြတ်သွားပြီလဲ enterohepatic cycle ပြတ်သွားပြီအဲ့ဒါဆိုရင် OC ပေးတောက်တဲ့ effect ကအလုံးမလုံးတော့ဘူးပေါ့နားလေနော်အဲ့ဒါကြောင့်အရေးကြီးတဲ့တစ်ချက်ဒီ OC ပေးတောက်ရင်ပိုးသက်စေပြင်းတာတွေနဲ့တွဲမတောက်ရဘူးပိုးသက်စေတွေကိုယ်သဘောနဲ့ကိုမတောက်ရဘူးပိုးသက်စေကိုယ်သဘောနဲ့ကိုတောက်လိုက်ပြီဆိုရင်အဲ့ဒီ GI flora တွေကိုတတ်လိုက်တယ်ဒါဆိုရင်သူ့ရဲ့ enterohepatic cycle ပြတ်သွားတဲ့အချိန်မှာဒီကောင်ကအလုံးမလုံးတော့ဘူးဒါဆိုရင်ငါOCP ရဲ့ effect ပြတ်သွားတဲ့အချိန်မှာကလေးရသွားနိုင်တာပေါ့သဘောပေါက်လားရှာပြီနော်ကဲဒါဆိုနောက်ပြဆက်သွားမယ်နံပါတ်ဘယ်လောက်ရောက်သွားရလဲဆိုတော့နံပါတ်1ကိုပြောနေရနော်နံပါတ်10 alteration of flora GI မှာရှိတဲ့ normal အကောင်လေးတွေကိုတက်ပလိုက်တာဘယ်သူတွေကတက်လိုက်တာလဲ antibiotics တွေကတက်လိုက်တာအဲ့လိုတက်လိုက်တဲ့အတွက်ကြောင့် disrupted ဘာပြတ်သွားလဲ enterohepatic cycle of magna နမူနာပြောသွားတာ oral contraceptive နောက်တစ်မျိုးကပါရှိသေးတယ်ဆိုတော့ digoxin ဆိုတာရှိသေးတယ် digoxin ကအမတို့ heart failure မှာသုံးနေစီဒီရလားဒီရပြီနော်โอเคဒါဆိုအမရှင်းစရာကုန်သွားပြီဒီတစ်ပုတ်ကနော်အမကိုစာလေးတစ်ခေါက်လိုက်ဖတ်ပေးမကိုစာလေးတစ်ခေါက်လိုက်ဖတ်ပေးပါစာကဒီမှာတွေ့ပြီကဲနင်တို့ဖတ်တော့အမမေးမယ်နော်အမဘေးကတစ်ခေါက်လိုက်ဖြည့်ပေး oral absorption မတို့ဆေးတောက်တဲ့တဲမှာတောက်လိုက်တဲ့ဆေးမှာမဟုတ်ဘူးစားလိုက်တဲ့အစာလဲ 100% တော့မစုပ်ဘူးဘယ်လောက်% ပဲစုပ်လဲ75%ဟုတ်ကဲ့75%ဘယ်နှနာရီအတွင်းမှာစုပ်လဲတနာရီကနေ3နာရီအတွင်း1 to 3 hour အတွင်းမှာစုပ်တယ်နံပါတ်1အမဆေးနဲ့ပတ်သက်တာ2ချက်ပြောသွားတယ်နံပါတ်1က lipid solubility နံပါတ်2က absorbing surface area ဒါဆိုရင် lipid solubility ကောင်းတယ်ဆိုတာဒီဘာလို့ lipid solubility ကောင်းမလို့လဲ GI မှာဖြတ်ရမှာဒီ GI ရဲ့ epithelium ကိုဖြတ်ရမယ်ဒါဆိုရင် water soluble ဆေးကိုပို့ပေးစုပ်လား lipid soluble ဆေးကိုပို့ပေးစုပ်လား lipid soluble ဆေး lipid soluble အဲ့တော့ lipid soluble drugs တွေဒီ readily absorption ပို့ပြီးတော့ကောင်းတယ် acid ဆေးဒီဘယ်နေရာမှာစုပ် stomach acid ချင်းဒီ ionize လား anionize လား ionized acid ချင်းဒီမပြိုကွဲဘူးလို့မှတ်ထားပြီ acid ချင်းဒီမပြိုကွဲဘူး anionize ဆိုရင်ဘာဆိုလို့ပဲ lipid soluble ပဲသဘောပေါက်တယ်နော်ကြည့်ဒါဆိုနောက်တစ်ခုဆက်သွားမယ် basic drugs တွေကိုဘယ်နေရာကျရင်စုံပါလဲduodenum မှာဆိုတာ basic ဆေးဒီ alkaline medium မှာ ionize လား anionize လား anionize ဆိုပါဆိုလို့ပဲ lipid soluble ပဲအဲ့တော့အမားတို့က absorption အတွက်ဆိုရင် ionize ဖြစ်စေချင်လား anionize ဖြစ်စေချင်လား anionize ရှာပြီနော်အဲ့တော့ stomach နဲ့ small intestine မှာနှစ်ခုရှင်လိုက်တဲ့အချိန်မှာဘယ်နေရာမှာ absorption နည်းနည်းပို့ပြီးတော့နှေးလဲ stomach absorption နည်းနည်းပို့ပြီးနှေးရတဲ့အကြောင်းရင်းအမှ3ချက်ပြောသွားတယ် thick mucosa ရဲ့ cover with mucus ရဲ့ small surface area ရဲ့ရှာပြီနော်နံပါတ်2 absorbing surface area ဘယ်နေရာက absorbing surface area များလဲ small intestine ဘာတွေရှိနေလို့ line နေရှိတယ်လို့အဲ့ဒါကြောင့် principal site of absorption အဓိကစုပ်တဲ့နေရာဒီ small intestine ဖြစ်လာတယ် small intestine တွေကိုအစာရောက်တာမြင်ရင် absorption ပို့ပြီးတော့မှကောင်းတယ် small intestine တွေကိုဘယ် organ ကအစာတွေပို့ရတာလဲ stomach ကပို့ရတာပေါ့အဲ့လိုပို့တဲ့ process ကိုဘာလို့ခေါ်လဲ gastric emptying မြင်ရင် absorption မြင်တယ် gastric emptying နှိမ့်ရင် absorption နှိမ့်ပါပဲဒါပေမဲ့ထူးထူးခြားခြားဘာ release နဲ့ထုတ်ထားရင်sustained release နဲ့ဒါထုတ်ထားမယ်ဆိုရင်တော့ဘယ်နေရာကြမှာဆေးကိုစုံပါလဲပေါ်လို့ကြမှာစုံပါနံပါတ်3က particle site အရေးကြီးတာဘယ် form မှာပဲအရေးကြီးတာလဲ solid form မှာ particle site ကြီးရင်ရေထဲမှာပျော်တာဘာဖြစ်သွားလဲနှေးသွားရောအဲ့တော့ဒီ gamma တဲ့ဘာကိုလွှမ်းမိုးလဲ rate of dissolution rate of absorption ကိုပြန်ပြီးတော့လွှမ်းမိုးတယ်အဲ့တော့မဟုတ်ဒါလေးတစ်ချက်ပြန်မှတ်ထားပြီ lipid solubility နဲ့ကဓာတ်ရိုက်အချိုးကြတာကြောင်းမြန်အချိုးကြတာဓာတ်ရိုက်ချိုးကြရပြီနော် absorbing surface area နဲ့ရောဘယ်လိုချိုးကြလဲကြောင်းမြန်ချိုးကြပါ
no ဓာတ်ရိုက်ပဲ absorbing surface area မြန်ရင် absorption များရင် absorption ကောင်းမှာပေါ့ဒီထိရတာကြားပြီနော်နံပါတ်3ကကြတော့ particle size နဲ့ကဘယ်လိုချိုးကြလဲ ပြောင်းမြန်ချိုးချ particle size နဲ့ကပြောင်းပြန်ချိုးကြတယ်နံပါတ်4 presence of food အစာရှိရဲ့ကိစ္စကိုပြောမယ်အစာရှိရင်ဆေးရဲ့ absorption ကောင်းလား ကောင်းပါဘူး မကောင်းဘူးဘာလို့မကောင်းတာလဲဆိုရင်နံပါတ်1အစာဒီဆေးကိုဘာလုပ်လိုက်လဲ ဒါလို့ဖြစ်အောင်လုပ်လိုက်တယ် ထိုင်လို့လောက်လိုက်တယ်နံပါတ်2အစာနဲ့ဆေးနဲ့ပေါင်းမိသွားပြီးတော့မှဘာတွေဖြစ်သွားလဲ poorly absorbed complex ဖြစ်သွားတယ်ဟုတ်တယ်နော်ပြီးရင်နံပါတ်3နည်းနည်းထပ်ပြအောင်ခုနရေးထားကြံခဲ့တာနံပါတ်3ကကြတော့အစာပြီး gastric empty ကိုနှေးစေတယ်အမပြမယ်ကြည့် gastric empty ဆိုတာအမတို့ရဲ့ဒီမှာအစာအင်းရှိတယ်အမတို့ပါဇက်ကစားလိုက်တဲ့မြအစာအားလုံးဒီအပေါ်ကဘယ် organ ကိုဖြတ် esophagus ကိုဖြတ်အဲ့ဒီ esophagus ကိုဖြတ်ပြီးသွားတာနဲ့ဘယ်ထဲတန်းရောက်သွားလဲ stomach ထဲကိုအစာတွေတန်းရောက်သွားတာနေစားလိုက်တဲ့ဟာတွေအကုန်လုံးကဘယ်ထဲမှာသွားစုနေမှာလဲ stomach ထဲမှာသွားစုနေမှာဟုတ်တယ်ဟာလားအဲ့ဒီစုထားတဲ့ stomach တွေကအစာတွေကိုကြတော့အမတို့ကဖြည်းဖြည်းချင်းစီပြန်ထုတ်ပေးတာနည်းနည်းချင်းစီပြန်ထုတ်ပေးတာ stomach နဲ့မှာအလုပ်လုပ်ဖို့အချိန်ရအောင်လို့အဲ့ဒါကို gastric emptying လို့ခေါ်တယ်ဒါဆိုရင်ဆေးတစ်လုံးနဲ့တောင်းလိုက်ရင်အဲ့ဒီဆေးတစ်လုံးနဲ့ကိုအစာရင်ကထုတ်ပေးလိုက်ရင် stomach နဲ့ကိုမြန်မြန်ရောက်သွားလိမ့်မယ်ဒါပေမဲ့စာရီအများကြီးစားလိုက်တဲ့အချိန်မှာ gastric emptying ကဖြည်းဖြည်းချင်းစီပဲထုတ်တော့မှာပေါ့ဒါဆို gastric emptying နှေးသွားရောအဲ့ဒါကြောင့်နံပါတ်3အကြောင်းရင်းဒီအစာဒီ gastric emptying ကိုနှေးစေတယ်ဒါဆိုရင် absorption မကောင်းဘူးဟုတ်ပြီနော်အစာရှိရင် absorption မကောင်းဘူးဆိုတဲ့ reason ကိုအမ3ချက်ပေးသွားတယ်နံပါတ်1အစာရှိရင်ဆေးဒီဒိုင်လိုဖြစ်သွားတယ်ရောလိုက်တယ်လို့ဖြစ်သွားတော့တခြားပစ္စည်းတွေကသူကမျှပြီးစုံနေရတယ် retard absorption မကောင်းဘူးနံပါတ်2အစာနဲ့ဆေးနဲ့ပေါင်းပြီးတော့မှ poorly absorbed complex ဖြစ်သွားတယ်example ကဘာနဲ့ပြောသွားလဲ tetracycline ရဲ့ဟုတ်ပြီဘယ်အစာနဲ့မတည့်ဘူးလဲ replace ပါဟုတ်တယ်နွားတို့ထဲမှာပါတယ် calcium ဒီ 2 plus 3 plus ရှိနေလို့ပြပြီနော်နံပါတ်3ကအစာဒီ gastric emptying ကိုနှေးစေတယ်အဲ့ဒါကြောင့်ဆေးအများစုဒီဘာမှမစားထားရင် absorption ပိုကောင်းတယ် most drugs are absorbed better in empty stomach ဒါပဲပြပြီနော်နံပါတ်5 degraded GI tract ထဲမှာဖြတ်စည်းခံလိုက်ရတာ GI tract ထဲမှာဖြတ်စည်းခံလိုက်ရတဲ့ဆေးတွေဆိုအောက်ရပေးလို့ရတာ မရပါဘူး မရတော့ example penicillin G ကိုဘယ်သူကဖြတ်စည်းလဲ acid insulin ကိုဘယ်သူကဖြတ်စီလဲ peptide တွေစီကဖြတ်စီလိုက်တာနော် peptide တွေဆိုတာ enzyme ပေါ့နော်အဲ့တော့အဲ့ဒီပြဿနာကိုအဆင်ပြေသွားအောင်လို့မတို့ဒီဘာနည်းလဲနဲ့ဖြေရှင်းလို့ရလဲ entry coated tablet ဆိုတာအပေါ်ကနေအစာရင်းတန်းကိုခံနိုင်အောင်လို့အလွှာတစ်လွှာအုပ်ပေးလိုက်တာအဲ့ဒီအလွှာဒီ acid resistant အလွှာလေးအုပ်ပေးလိုက်တာacid resistant အလွှာအုပ်ပေးလိုက်ရင်အစာအိမ်မှာရှိတဲ့တန်း acid တန်းကိုခံနိုင်ရှိသွားပြီနောက်တစ်မျိုးကကြတော့ဘာနည်းလဲနဲ့ဖြည့်ရှင်းလို့ရလဲ sustain release preparation ဆိုတာအပေါ်ကနေဘာအလွှာနဲ့အုပ်လိုက်တာလဲဆိုရင် slowly dissolve material နဲ့အုပ်ပေးလိုက်တာကြားပြီနော်ဘာနဲ့အုပ်ပေးလိုက်တာ slowly dissolve material ဖြည်းဖြည်းချင်းစီထွက်တဲ့ပစ္စည်းနဲ့အုပ်ပေးလိုက်တာ slowly dissolve materialအဲ့တော့ဖြည်းဖြည်းချင်းစီပျော်နေတဲ့အခါကျတော့အထက်ကပစ္စည်းကလည်းဖြည်းဖြည်းချင်းစီမှထွက်လာရတာဒါဆိုရင် sustain release ဖြစ်သွားပြီကြားပြီနော်နံပါတ်6 efflux transporter big glycoprotein အဲ့ဒီကောင်အကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင် အကောင်းတဲ့ကောင်ပေါ့နော်ဘာလို့ပြီးသားဆေးကို absorb ဆိုပြီးသားဆေးကိုပြန်ထုတ်လိုက်တာ extruded back into တဲ့ပြန်ထုတ်လိုက်ရင်ဘယ်ထဲကိုရောက်သွားပြီလဲ intestine နဲ့ lumen ထဲကိုရောက်သွားပြီအဲ့ဒီ big glycoprotein ကြီးက located in ဘယ်နေရာမှာရှိနေရလဲ gut epithelium မှာရှိတာဒါဆိုရင် big glycoprotein ကိုအားပေးရင်ကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လား big glycoprotein ကိုအားပေးရင်ကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်ဖြစ်သွားမှာပေါ့ဟုတ်တယ်ဟဲ့လား big glycoprotein ကိုတားရင်ကြတော့ကောင်းတဲ့ကောင်ဖြစ်သွားပြီဒါနာနဲ့အကျဉ်းနဲ့ပြီဂျာပြီနော်နောက်တစ်ခုနံပါတ်9 concurrently ingested အတွက်အတူတူတွဲတောက်တဲ့ဆေးတွေသူနဲ့အတူတူတွဲတောက်တဲ့ဆေးတွေဒီဘယ်နေရာမှာပေါင်းမိသွားတာလဲလူမှန်ထဲမှာပေါင်းမိသွားတာအဲ့လိုပေါင်းမိသွားရင် form ဘာဖြစ်သွားလဲ insoluble complex ဖြစ်သွားပြီဒါဆိုစုပ်လို့မရတော့အခုနပြောဖို့တစ်ချက်ကြံခဲ့တယ်ဆေးက2မျိုးလုံးနဲ့အတူတူတောက်ရမယ်အဲ့ဒီ2မျိုးကလည်းတွဲတောက်လို့မရဘူးရှင်းလေးချတာပေါ့ဟုတ်တယ်မလားเนาะအဲ့တော့ to overcome this ဒီပြဿနာကိုကြော်လွန်ဖို့အတွက်ကထိတ်တဲ့အတွက်ဆေး2မျိုးလဲတောက်ရမယ်အတူတူလဲတောက်လို့မရဘူးဆိုရင်2နာရီ3နာရီချပြီးမှတောက်ပါတဲ့2 to 3 hour interval ချပြီးတော့တောက်ရမယ်ကြားပြီเนาะကနမရှေ alteration of gut flora GI မှာရှိတဲ့ normal အကောင်လေးတွေကိုတက်ပလိုက်တာ GI မှာရှိတဲ့ normal အကောင်တက်လိုက်ရင်ဘာ cycle ပြတ်သွားတာလဲ enterohepatic cycling အမဘာဆေးတွေအတွက်ပြောသွားလဲ
oral contraceptive ရဲ့တိုက်ကောက်စင်ရဲ့ရပြီနော် okay အဲ့နှစ် cycle နှစ်ခုပြတ်သွားတယ်အဲ့တော့ androhepatic cycle မှာဒီနားလေးမှာတော့တစ်ချက်မှတ်ထား liver ကနေပြန်ထွက်လာရင်ဘာဘဝနဲ့ထွက်လာတာလဲ conjugated ဘဝနဲ့ထွက်လာတာ conjugated ဆိုတာတဲ့ group တစ်ခုခု functional group တစ်ခုခုပေါင်းပြီးလိုက်တာဥပမာကွာ methyl လို့ပါတော့အဲ့မျိုး group တစ်ခုတွဲပြီးလိုက်တာအဲ့တော့ liver ကပြန်ထွက်လာတဲ့အချိန်မှာ conjugated နဲ့ပြန်ထွက်လာတယ်အဲ့ဒီ conjugated ကအလုပ်လုပ်လားမလုပ်ဘူးလား မလုပ်ပါဘူး inactive မလုပ်ဘူး inactive အဲ့တော့ conjugated ကိုဘာဘဝပြောင်းဖို့လို့လဲ unconjugated ကိုပြောင်းဖို့လို့လဲအဲ့ဒီခုနလုံးကတွဲပြီးလိုက်တဲ့အုပ်စုကလေးကိုပြန်ဖြုတ်ရမယ် unconjugated ဖြစ်သွားရင် active form ဖြစ်သွားပြီ conjugated ကို unconjugated ပြောင်းမိတာဘယ်သူကပြောင်းမိတာမှာလဲ GI မှာရှိနေတော့ normal flora အကောင်လေးတွေကပြောင်းမိလိုက်ပါနားလည်ပြီနော်အဲ့ဒီ normal flora အကောင်ကိုတတ်တာဒီအဲ့ဒီဘာတွေကတတ်လိုက်မှာလဲ antibiotics တွေကတတ်လိုက်ပါနားလည်ပြီနော်ကဲနံပါတ်9 GI modality GI modality ကမြန်တာကောင်းလားနှိမ့်တာကောင်းလား ညလည်းမကောင်းသေးဘူး မြန်တာလည်းမကောင်းနှိမ့်ရလည်းမကောင်းဟုတ်တယ်အဲ့တော့နှေးသွားရင်ကြာတော့ဘာလုပ်လို့မရဘူးလဲစုပ်ဖို့အတွက်အချိန်မြန်မရောက်တော့ဘူးပေါ့နော်ဒါဒီ delay the onset of absorption နောက်တစ်ခု increase GI motility GI motility မြန်တာလည်းမကောင်း GI motility မြန်ရင် GI နဲ့အဆေးနဲ့တွင်းရတဲ့ contact time ထိတွေ့ရတဲ့အချိန်နည်းသွားရောအဲ့လိုထိတွေ့ရတဲ့အချိန်နည်းသွားတဲ့အခါကျတော့လေဆုပ်ရတဲ့ကြာချိန်နည်းသွားရော reduce the duration of absorption နံပါတ်10 mucosa damage GI မှာရှိတဲ့ mucosa တွေကိုဖျက်ဆီးလိုက်ရင် absorption ကောင်းလား မကောင်းပါဘူး ကောင်းပေါ့ reduce absorption ဖြစ်သွားရောကဲဒီထိမြန်ပြီသေးရဲ့မှတ်လားဒီသေးရဲ့နော်ကဲနောက်တစ်ခုဆက်သွားမယ်ကြည့်ဒါလေးကအမနှုတ်ရှင်မှာမရေးလိုက်ရဘူးပြီးတော့မှပဲအမကိုပြန်ရေးပေးတော့နော်အကုန်လုံးမရေးဘူးအမသိစေချင်တဲ့နေရာတွေပဲပြောမယ်အမ highlight တင်တဲ့နေရာတော့ပဲအမကိုနေလို့ပြန်ရေးပေးကျန်တာရောရှိမနေနဲ့တော့ဟုတ်ပြီနော်ကဲပြောမယ်နားထောင်အမအခုပြောမှာ SC စုတ်တာနဲ့ IM စုတ်တာနဲ့လိုက်ပြီးနေတော့နော်လိုက်ရင်မမီမှာဆိုလို့ကြည့်အမအခုပြောမှာဒီ SC စုတ်တာနဲ့ IM စုတ်တာနဲ့ SC ဆိုတာ subcutaneous IM ဒီ intramuscular SUV sub ဆိုတာ cutaneous ဆိုတာ skin အဲ့တော့အမတို့တခုမှတ်ထားပေးအမတို့ရဲ့ skin အလွှာတွေပြမယ် skin အလွှာတွေရဲ့မှာတဲ့အပေါ်ဆုံး skin ရဲ့အလွှာကို epidermis လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီအလွှာပြီးရင်အဲ့ဒီအောက်ကအလွှာကို dermis လို့ခေါ်တယ်အရင်ရိုးတယ်ဒီမှာကြည့်အောက်က dermis dermis ရဲ့အပေါ်ကို epi ဆိုတဲ့စကားလုံးတောင်းတာအဲ့တော့ epidermis ဒီ dermis ရဲ့အပေါ်မှာရှိတယ်လို့ပြောနေတာဒီနားလဲပြီနော်အဲ့တော့အဲ့ဒီနှစ်လွှာဒီ skin epidermis နဲ့ dermis ရဲ့အောက်မှာအလွှာတစ်လွှာရှိတယ်အဆီတွေရှိတယ်အဲ့ဒီအောက်မှာ adipose tissue အဆီတွေတော့ရှိတယ်အဲ့ဒီအဆီတွေ skin ရဲ့အောက်မှာရှိလို့သူ့ကိုနောက်တစ်မျိုး subcutaneous tissue လို့လည်းပြောလို့ရတယ်ဒါဆိုရင် subcutaneous tissue တွေဘာတွေနဲ့ဖွဲ့စည်းထားလဲအဆီတွေနဲ့ဖွဲ့စည်းထားတယ်ဒီနားလဲပြီနော် okay အဲ့ဒါဒီ subcutaneous tissue နောက်ကကျ intramuscular ရှင်းရှင်းလေးမာဆယ်တွေကိုထိုးတာပေါ့နော်အဲ့တော့ SC ထိုးရင်အမတို့ကဘယ်နေရာတွေမှာထိုးတတ်လဲဆိုတော့ဘိုက်မှာထိုးတတ်တယ်ပေါင်မှာထိုးတတ်တယ်အဲ့ဒါဒီ subcutaneous အဆီများတဲ့နေရာတွေနောက်ကကျ IM ထိုးတာတော့နင်တို့သိရဲ့အသားဆေးလို့အမတို့အပြင်မှာခေါ်တယ်နော်အသားဆေးထိုးရင်ဘယ်နေရာမှာသွားထိုးကြလဲလက်မောင်းမှာထိုးတယ်အဲ့ဆိုလက်မောင်းကမာဆယ်ကကြီးလို့နောက်တစ်နေရာကျအမတို့ပေါင်မှာထိုးကြတယ်ဟုတ်ပေါင်မဟုတ်ပါဘူးတင်မာမှာထိုးကြတယ်။ तू ကကြတော့လေတင်မာကမာဆယ်ကကြီးလို့ဒါသည်ငါတို့မာဆယ်ကိုထိုးလိုက်တာရပြီနော် SC ထိုးတာရှိတယ် IM ထိုးတာရှိတယ်အဲ့တော့ SC ပဲထိုး IM ပဲထိုးအဲ့ဒီနေရာအတွင်းမှာ blood vessel ကအစင်းနဲ့ရှိပြီးသား SC နဲ့ဖြစ်ဖြစ် IM နဲ့ဖြစ်ဖြစ်ပေးလိုက်ရင်ဆေးသည်ဘယ်နားမှာသွားပုံလဲ capillary blood vessel နားမှာသွားပုံလဲ vessel သေးသေးလေးနားမှာသွားပုံလဲအဲ့တော့ blood vessel ဒါမှဘာတွေရှိလဲဆိုတာမှထပ်ပြမယ်ကြည့်ဒါမှတို့ရဲ့ blood vessel ရဲ့ vessel သေးသေးလေးတွေဒီ capillaries ကိုပြောချင်တာဒီဘက်က arterial end ပြီးရင်ဒီဘက်ကကျတော့ဘာendလဲ femoral end ဟုတ်ပြီနော်အဲ့တော့တဲ့ arterial end မှာထွက်လာတော့ပစ္စည်းတွေကိုဘယ်သူကပြန်ဆုပ်သွားလဲ lymphatics ကပြန်ဆုပ်သွားတယ်lymphatics ကပြန်ဆုပ်သွားရင်တစ်ချိန်ကျရင်ဘယ်နေရာကိုပြန်ရောက်လာမှာလဲဆိုရင်မတို့ရဲ့ blood vessel တွေကိုပဲပြန်ရောက်လာမှာပဲဟုတ်ပြီနော်ဒါဆိုရင် blood vessel ကိုရောက်သွားတဲ့အတွက်ကြောင့် lipid ဆိုလို့ပဲဆေးတွေဆိုရင်အဲ့ဒီ lymphatics ကပြန်ဆုပ်သွားတယ် lymphatics ဒီ lymphatic vessel ထဲမှာအဓိကပါနေတဲ့အရည်ကိုကြတော့အမတို့က lymph လို့ခေါ်တယ် blood vessel ထဲမှာပါနေတဲ့အရည်ကိုကြတော့ဘာလို့ခေါ်ဆို blood လို့ခေါ်တယ်လို့မျိုးပဲ blood vessel ထဲမှာရှိရင် blood lymphatic vessel ထဲမှာရှိရင်ဘာလို့ခေါ်လဲ lymph လို့ခေါ်တယ်တကယ်တော့အဲ့ဒီ lymph ဆိုတာအဲ့ဒါအဆီတွေဟုတ်ပြီနော်တကယ်တော့ lymph ဆိုတာအဆီတွေအဲ့တော့ lipid ဆိုလို့ပဲဆေးတွေဆိုရင်ဘယ်သူကဆုပ်ပလိုက်လဲ lymphatics ကဆုပ်ပလိုက်တယ်ဒါပေမဲ့တဲ့
very large molecules ဆိုရင်လည်းဘယ်ကနေပါသွားလဲ lymphatic ကနေပဲပြန်ပါသွားတာပဲအဲ့တော့ molecule အကြီးတွေလည်းဆုပ်လို့ရတယ်အသေးတွေဆုပ်လို့ရတယ်ဒါဆိုရင် SC နဲ့ iron ပေးရင် absorption ကောင်းလားကောင်းတယ်သဘောပေါက်တယ်နော်အဲ့တော့ကျွန်တော်ရဲ့အရင်မကြည့်ဘူး sorry ကျွန်တော်ရဲ့အရင်မကြည့်မှတ်နေတော့အရေးကြီးတဲ့အချက်ကတစ်ချက်ပဲပြောမယ်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ပါဇက်ကပေးလို့အဆင်မပြေတဲ့ဆေးတွေ many drugs which are not absorbed orally ပါဇက်ကဆေးလို့ပေးလို့အဆင်မပြေဘူးဆိုတော့ဥပမာကွာ lipid ဆိုလို့ပဲမဖြစ်တဲ့ဆေးမျိုးစားတွေဒါဆိုရင်ဘယ်လိုပေးလို့ရလဲ par enterally ထိုးဆေးထိုးလို့ရတယ်တောက်ဆေးမသုံးဘဲနဲ့ဒီနားလဲပြီနော်ကဲဒါဆိုရင်အမကဒီနှစ်ခုကိုပြန်ပြီးရှင်းပြမယ် SC နဲ့ IM နဲ့ subcutaneous နဲ့ muscle နဲ့ဆို blood supply က muscle မှာပို့ပြီးတော့များတယ်အဲ့တော့အဲ့ဒီနှစ်ခုကိုရှင်းလိုက်တဲ့အချိန်မှာ subcutaneous ရဲ့ absorption ကပို့ပြီးတော့မှနှေးတယ် muscle ရဲ့ absorption ကတော့ပို့ပြီးတော့မှမြန်တယ်ဒါပေမဲ့နှစ်ခုလုံးကတော့ oral ထက်တော့ပိုမြန်တယ် oral ပေးလိုက်ရင် GI နဲ့မှလှုပ်တာတွေစောင်းရအောင်မယ်အဲ့ဒါတည်းဆိုင်ရင်တော့ SCI ပေးလိုက်ရင် absorption တွေပို့ပြီးတော့မှမြန်တယ်နောက်တစ်ခုအမနဲ့ကိုခုနပြောခဲ့တယ်နော် oral တောက်တဲ့ဆေးတွေဒီ 100% absorption မရအောင်ဘယ်လောက်% လဲဆိုလဲဆိုရင် 75% လောက်ပဲစုပ်တာဒါပေမဲ့ 75% နဲ့အတိအကျစုပ်ချင်မှာစုပ်မှာအရှိမ about တို့ around တို့ပါခဲ့တယ်ဒါဆိုရင်နှစ်ဆေးတောက်လိုက်တယ်75% အတိအကျဆုံးပါလားမဟုတ်ဘူး80ထက်တော့နည်းမှာလားအဲ့လိုမျိုးဖြစ်လာနိုင်တယ်ဒါဆိုရင်အမတို့က oral တောက်တဲ့ကောင်ကိုတွားပြီးတော့မှန်းလို့မရဘူးဘယ်လောက်ဆုံးပါလဲနေဥမာ100 gram ပေးလိုက်100 gram 80ကိုဆုံးပါလား60ကိုဆုံးပါလားအဲ့ဒါလူတစ်ယောက်နဲ့တစ်ယောက်နဲ့အတိအကျမရှိဘူးမတူနိုင်ဘူးအဲ့တော့ oral စောက်တာဒီ not predictive ပဲခံမှန်းလို့မရအောင် SC နဲ့ IM ကျတော့ predictive ပဲခံမှန်းလို့ရသွားပြီနေဒီလောက်ပေးတယ်မှတ်လားဒီလောက်ပေးရင်ဒီလောက်စုံမယ်ဆိုတဲ့ဟာအတိအကျရှိပြီသားရပြီနော်အဲ့တော့အမဒါလေးတော့တေချာမှတ်ထားပြီဒီနားလဲပြီနော်ဒါဆိုကျန်တဲ့ဟာတော့အရေးကြီးတာမရှိတော့ဘူး application hit muscle exercise အမတို့အရေးပြားမှာပူတာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်ဒါဆိုရင်တဲ့ blood flow ကပို့ပြီးတော့မြန်တယ် blood flow ပိုများတဲ့အတွက်ကြောင့် absorption လည်းပို့ပြီးတော့မှကောင်းတယ်အဲ့တော့ဒီဆေးတွေက blood vessel နာကိုရအောင်ပို့လိုက်မှာ blood vessel နာကိုရအောင်ပို့လိုက်တဲ့အတွက်ကြောင့်တဲ့ vessel ကိုကျင်းအောင်လုံးလိုက်ရင်ဆေးရဲ့ absorption ကတော့နည်းသွားရောဆေးကို vasoconstrictor နဲ့အတူတူပေးလိုက်ရင်ဆေးရဲ့ absorption နည်းသွားတယ်ဆိုတော့မှတ်မိရင်တော့ပြီး exam တွေမဖတ်နေတော့နော် vasoconstrictor နဲ့ဆေးနဲ့ပေးလိုက်ရင်တော့ဆေးရဲ့ absorption နည်းသွားလိမ့်မယ်တဲ့နောက်ထပ်စကလုံးလေးတစ်လုံးတစ်ခါလေးကြားဖို့သွားစေချင်တယ် double preparation တွဲတော့ double အဲ့ဒီ double preparation ကဘာလုပ်တာလဲဆိုတော့ဆေးကိုအကြာကြီးခံအောင်လုပ်ထားတာမင်းတို့ကြားဘူးရဲ့နော်တားဆေးမှာ3လခန့်နဲ့တားဆေးအဲ့ဒီ3လခန့်နဲ့တားဆေးဒီတစ်ခါထိုးပြီးခန္ဓာကိုယ်ထဲမှာ3လလုံးစာဆေးကိုထည့်လိုက်တာအဲ့ဒီ3လလုံးစာဆေးဒီအခုချက်ချင်းဝင်အခုချက်ချင်းအလုပ်လုပ်တယ်ဆို3လဘယ်လိုခံပါလဲ3လလုံးစာခံဖို့အတွက်ဆိုအမတို့ကဆေးဒီဖြည်းဖြည်းချင်းစီထွက်လာပြီးအလုပ်လုပ်ရမှာအဲ့လိုဆေးအမျိုးအစားကို double preparation လို့ခေါ်တယ်အမတို့က double preparation ပေးရင် IM နဲ့ပဲပေးရမယ်ဆေးဒီဘယ်တွေကိုရောက်သွားမှာလဲမဆယ်တွေကိုရောက်သွားမှာအဲ့ဒီကနေ तू ကဖြည်းဖြည်းချင်းစီပြန်ထွက်လာရမှာအဲ့ဒါကြောင့် duration အကြာကြီးခံတယ်နားလည်ပြီနော် exam အခုဘက်ကဟာတွေမမှန်တယ် exam ကအမကပြောခဲ့ရပါလေတားစေးအဲ့ဒီတားစေးဒီ double progestin ဒါဒီ3လခန့်တားစေးဟုတ်ပြီနော်ဒါလေးမှတ်ခဲ့ပြီကဲဒါပဲတရားနားလဲကျင်းနေပြီအမကိုစောက်ထဲမှာပြန်ရေးပေးထားရင် highlight တင်တဲ့ဟာလောက်ပဲပြန်ရေးပေးထားပါကြားပြီနော်ကဲဒါဆိုအမတစ်ခေါက်ပြန်ပြောပြီအမကိုပြောနေရသည် subcutaneous နဲ့ intramuscular တကယ်တော့ subcutaneous ဆိုတာဘာပစ္စည်းတွေနဲ့ဖွဲ့စည်းထားတာလဲacid tissue ဟုတ်တယ်အဆီတွေနဲ့ပါတာအဲ့တော့ adipose tissue တော့မဟုတ်အဆီတွေနဲ့ဖွဲ့စည်းထားရဲဆိုတာသိစေချင်တယ်နောက်တစ်ခုကကြတော့ SC တွေ IM တွေပေးလိုက်ရင်ဆေးဒီဘယ်နားလေးကိုရောက်သွားမှာလဲ blood capillaries နားကိုရောက်သွားမှာအဲ့တော့ lipid ဆိုလို့ပဲအတွက်လည်းကောင်းတယ်လို့ water ဆိုလို့ပဲအတွက်လည်းကောင်းပြဿနာမရှိဘူးတော့သူဖြတ်သွားလိမ့်မယ်ကြားပြီနော်နောက်တစ်ခုဆက်ပြောမယ်ဆေးတွေကအဲ့တော့ oral ပေးလို့မရတဲ့ဆေးဆိုရင်ဘာတွေနဲ့ပေးလို့ရလဲpar entry ပေးလို့ရတယ် par entry ဆိုတာဒီGI ကမဟုတ်ပဲနဲ့ထိုးဆေးအနေနဲ့ပေးလို့ရတယ် SC နဲ့ IM နဲ့နှစ်ခုရှင်ရင် absorption က SC ပုံမြန်လား IM ပုံမြန်လား IM ပုံမြန်ပါ IM ပုံမြန်တယ်အဲ့ဆို IM ဒီ blood supply ပို့ပြီးတော့မြန်လို့ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးက oral ထက်တော့မြန်ပါတယ်ပုံမြန်တယ် oral ဆေးတောင်းလိုက်တာဒီ predictive ပဲလား non predictive ပဲလားnon predictive ပါ non predictive ပဲဒီဘယ်လောက်စုံမယ်ဆိုတာအတိအကျပြောလို့မရအောင်ဒါပေမဲ့သူကတော့ predictive ပဲလေ SC နဲ့ IM ကတော့ predictive ပဲမှန်းလို့ရတယ်ကြားပြီနော်ကနကိုဆက်သွားမယ် application heat muscular exercise တွေပူတာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်ဒါဆိုရင် blood supply ပို့ပြီးတော့ဖြစ်လာလေ ကောင်းလာတယ် မြန်လာတယ် blood supply မြန်လာတဲ့အတွက်ကြောင့် blood flow
များလာတယ်ပေါ့ရှားပြီနော် blood flow များလာတယ် absorption ပိုကောင်းလာတယ်နောက်တစ်ခုက vasoconstrictor vessel ကျဉ်သွားတာ vessel ကျဉ်အောင်လုပ်လိုက်တဲ့ဆေးတွေနဲ့ဒီပါလေဆေးနဲ့ vessel ကျဉ်တဲ့ကောင်လေးနဲ့အတူတူပေါင်းပြီးပေးလိုက်ရင်ဆေးရဲ့ absorption ဘာဖြစ်သွားလဲ နေတော့ပါတယ် နေသွားတယ်ရှားပြီနော်အဲ့ဒီမှာမှတေချာမှတ်ခိုင်းသွားတာဒီ3လခန့်တာစီတချို့ဆိုမတို့9နှစ်ခန့်တာမျိုးတွေတောင်ရှိတယ်အဲ့လိုအကြာကြီးခံဖို့အတွက်ပေးလိုက်တဲ့ preparation ကိုဘာ preparation လို့ခေါ်လဲ depo preparation လို့ခေါ်တယ် depo ပေးလိုက်ရင် depo ပေးမယ်ဆိုရင်ဘာ method နဲ့ပဲပေးရတယ် intramuscular IM နဲ့ပဲပေးရတယ် IM ပေးလိုက်ရင်သူဆေးတွေကအဲ့ဒီမာဆယ်တွေမှာအကြာကြီးရှိနေမှာအဲ့လိုအကြာကြီးရှိနေတဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းစီထွက်လာရင်မတို့3လခန့်တာ9နှစ်ခန့်တာအဲ့လိုဆေးတွေဖြစ်လာတယ်နားလည်ပြီနော် okay အားပဲကဲဆိုအဲ့ဒါတစ်ဖြတ်အဲ့ဒါပြီးရင်ဒါလေးလည်းမှတ်ထားပြီဒါပေမဲ့ဒီဟာကလေအများကြီးမမှတ်နဲ့မြင်မှုရဲ့ရှင်တော့ပြီအမ note မှာမထည့်လိုက်ရလို့နောက်တစ်မျိုးကကြောင့် topical size တွေကနေပေးလိုက်တာ topical size ဆိုတာဥပမာအရေးပြားနေလိန်လိုက်တာအမလိန်စေးလိန်တာဒါမှမဟုတ်ရင်ကော်နီယာမျက်လုံးထဲကိုထည့်တာပဲဖြစ်ဖြစ် mucous membrane ပစောင်ပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေဒီအဲ့ဒါအမတို့ရဲ့topical လိန်တဲ့ဆေးတွေပေါ့နော်အဲ့လိန်တဲ့ဆေးတွေအကြောင်းပြောမယ်လိန်တဲ့ဆေးတွေဆိုရင်လည်းဘာကိုဖြတ်ရတာလဲဆိုတော့ skin အလွှာဒီ epithelial အလွှာကိုဖြတ်ရတာအဲ့တော့ဘယ်ဆေးပဲဖြစ်ဖြစ် lipid solubility ကောင်းရင် absorption ဘာဖြစ်လဲ ကောင်းတယ် ကောင်းတယ်အဲ့တော့ systemic absorption after topical application topical လိမ့်လိုက်တယ်အဲ့ဒီလိမ့်လိုက်တဲ့ဆေးတွေသွေးထဲရောက်လာမရောက်လာဒီဘယ်ပေါ်မှာပဲမူတည်ရလဲ lipid solubility ပေါ်မှာပဲမူတည်ရဒါပေမဲ့တဲ့အမတို့ skin ကတကယ်တော့ထူတယ်ထူလားဆိုတော့ပါလားဆိုတော့လည်းပါတယ်ထူလားဆိုတော့လည်းထူတယ်ကွာသိလို့ပဲ skin ကပုံမဲ့ intact skin ဆိုရင်တော်ယုံတန်ယုံဆေးတွေကမဖြတ်ဘူး intact skin ဆိုတာကောင်းနေတဲ့အကောင်းပကတိ skin လို့ခေါ်တာဟုတ်ပြီနော်အကောင်းပကတိ skin ကိုတော်ယုံတန်ယုံဆေးတွေကမဖြတ်ဘူးဖြတ်တဲ့ဆေးကဒီ9မျိုးလောက်ပဲရှိတာမဖြတ်ဘူးနော်မြင်မှုနေတော့ပြီမဖြတ်ဘူးဟိုင်ယိုစင်ကအမတို့ဗမာသုံးတာလဲဆိုတော့ကားမှုရင်ကတ်တဲ့ကအဲ့တော့ဝေးပြေးသွားမယ်ဆိုရင်မတို့ကားမှုတတ်တယ်ကားမှုရင်ကတ်ခွာကတ်လို့ရတယ်အဲ့ဒီကတ်ခွာသည်အဲ့ဒါဟိုင်ယိုစင်ပဲရပြီနော်သူက lipid solubility အရန်ကောင်းတော့ skin ကနေဖြတ်တယ်နောက်တစ်ခုကကြောင့်နံပါတ်1 factor 9 ကကြတော့ကြားဘူးပါတယ်နော်ဒီလို factor 9သူကကြတော့အကိုက်ခဲပြောက်စီနေတယ်သုံးလို့ရတယ်သူ့လည်းအမတို့ကကတ်လို့ရတယ်ရပြီနော်ကတ်ကတ်လို့ရတယ်နံပါတ်3ကကြတော့ GDN နဲ့ပဲရှိကောက်တယ် glycerin trinitrate အဲ့ဒါနှလုံးရောဂါမှာသုံးနေစေနှလုံးရောဂါမှာသုံးနေစေနံပါတ်4က nicotine ကတော့မလို့ဆေးလိမ့်မှာပါတယ် nicotine ပဲနော်နံပါတ်5 testosterone အဲ့ဒါယောက်ျားဟော်မုန်း estradiol ကကြတော့မိန်းမဟော်မုန်းရပြီနော်နံပါတ်9က corticosteroid ဆိုတာအယောင်ကျစေဟဲ့ဒါကြီးကြက်စီရမလို့နော်မြင်မှုနေတော့ပြီဘာမှမကြက်ဘူးအဲ့တော့သိစေချင်တာပါလေ skin ကိုဖြတ်ဖို့ intact skin အကောင်မကတိရှိနေတဲ့ skin ဆိုရင်တောင်ဆေးတွေကမဖြတ်ဘူးနည်းနည်းပဲဖြတ်ကြတယ်ဘာလို့လဲနည်းနည်းပဲဖြတ်ကြတယ် lipid solubility ကောင်းမှပေးဖြတ်တာအဲ့တော့ဘယ်အချိန်မှာ skin က absorption ပိုကောင်းသွားလဲဆိုရင်ဒီမှာဘယ်အချိန်မှာ skin က abrasive surface ပုံးပယ်သွားတာ skin မှာပုံးပဲနေရဆိုရင်အဲ့ဒီပုံးပဲတဲ့ပုံမှာလိမ့်မယ်ဆိုရင်တော့ absorption ပို့ပြီးတော့မှကောင်းတယ်အဲ့တော့အရေပြားမှာအနာဖြစ်လာလိမ့်လို့ရတယ်လေနောက်တစ်မျိုးကကျတော့ဘာလဲဆိုတော့အရေပြားမှာအမတို့ဒီအနီပြင်းဒီလက်ဆိုင်ပါလေအဲ့လိုရောင်းတာတွေပါတယ်အဲ့လိုဆို skin ကအကောင်းပကတိမဟုတ်တော့ဒါဆိုတော့နေလိမ့်တာပိုကောင်းတယ်တဲ့နောက်တစ်ခုဆက်ပြောမယ်နော်absorption က skin ကနေ absorption လောက်တာကိုပို့ပြီးတော့မှအားကောင်းမှုအတွက်ဆိုရင်အဆီနဲ့တွဲပြီးပေးကြတယ်။ဘာလို့ဆိုတော့အဆီနဲ့တွဲရင် absorption ကပို့ပြီးကောင်းတယ်။အဲ့ဒီအဆီနဲ့ပေးထားတဲ့ skin ကိုတွားပြီးတော့ပုတ်ပြီး rubbing the drug incorporated เนาะအဲ့အဆီဆေးကိုအဆီထဲမှာထည့်ပြီးတော့မှတုံးတယ်အဲ့ဒီအဆီကိုအရေပြားမှာလိမ့်လိုက်တယ်လိမ့်ပြီးတော့ပုတ်ပြီးအဲ့ဒီအရေပြားလေးကိုအဲ့လိုပုတ်ပြီးလိုက်ရင်ဆေးရဲ့ absorption ပို့ပြီးတော့ကောင်းတယ်နံပါတ်2အပေါ်ကနေအလွှာတစ်လွှာထပ်ပြီးအုပ်လိုက်တာဆေးလိမ့်နဲ့အပေါ်ကနေပတ်တီးစီလိုက်တာဟုတ်တယ်နော်ဘာလို့အပေါ်ကနေပတ်တီးစီလိုက်တာလဲအဲ့လိုပတ်တီးစီလိုက်တဲ့အချိန်မှာဆေးဒီအငွေ့ပြန်သွားတာမျိုးတွေမရှိတော့ဘူးအဲ့လိုအပေါ်ကနေအလွှာတစ်လွှာအုပ်လိုက်တဲ့အချိန်မှာဆေးရဲ့ absorption ကပို့ပြီးတော့ကောင်းတယ်ဒါလေးသိရင်ကြည့်လိုက်ပြီပြန်ပြောမယ်နော်အမအခုပြောသွားတာ topical site လိမ့်တဲ့ဟာလေးပြောသွားတယ်အဲ့တော့လိမ့်တယ်ဆိုတာဘယ်နေရာတွေမှာသွားလိမ့်လို့ရတယ်ဘယ်နေရာတွေမှာလိမ့်လို့ရတယ် skin cornea mucous membrane တွေအဲ့မှာသွားလိမ့်လို့ရတယ်အဲ့တော့အဲ့ဒီလိမ့်တဲ့ဆေးတွေရဲ့ absorption ကောင်းတာမကောင်းတာဒီအချက်တစ်ချက်သေးပေါ်မှာပဲမူတည်ရဘယ်အချက်ပေါ်မှာပဲမူတည်ရလဲ lipid solubility မှာမူတည်ရအဲ့တော့ကောင်းနေတဲ့ skin ကိုဘာ skin လို့ခေါ်လဲ intact skin ကောင်းနေတဲ့ဆေးကိုတောင်ယုံဆေးတွေမဖြတ်ဘူး
ကောင်းရဲ့ skin ကိုတောင်းရုံတောင်းဆေးတွေမဖြတ်ဘူး lipid solubility အရန်ကောင်းတဲ့ဆေးတွေပဲဖြတ်တယ်အမခုဘယ်နှမျိုးပြောပါလဲ9မျိုး မျိုး မှတ်လေမြင်မှုရင်တော်ပြီနောက်တစ်ခု absorption နောက်တစ်ခုကကြတော့ဘယ်လို skin မျိုးဆိုရင်တော့အဲ့ဒါဆိုရင်ပေးဖြတ်တော့မှာလေ ပုံပဲ ပုံပဲရဲ့ skin ကိုဘာလို့ခေါ်လဲ abraded skin ပုံပဲရဲ့အရေးပြားဆိုရင်တော့ပေးဖြတ်လားပေးဖြတ်တယ်ရပြီနော်အဲ့တော့ねအရေးပြားမှာဆေးလိမ့်တယ်အဲ့ဒီအရေးပြားမှာဆေးလိမ့်တဲ့ဟာလေးကို absorption ပိုကောင်းစေခြင်းနှက်ချက်သွားလို့ရတယ်နံပါတ်1ကဘာလုပ်ပေးလို့ရလဲဆေးလိမ့်ပြီးပုတ်ပေးလိုက်ပုတ်ပေးရမယ်မတို့မျက်နှာမှာလိမ့်နေလိမ့်ပြီးပုတ်တယ်ပုတ်တယ်အေးအဲ့ဒါ absorption ကောင်းအောင်လုပ်တာရပြီနော်နံပါတ်2ကကြတော့အပေါ်ကနေဘာထပ်လုပ်ထားလို့ရလဲအလော်တလော်ထပ်အုပ်ပေးထားလို့ရတယ်ဥပမာမတို့ဒီအကိုက်ခဲပြောက်စေလိမ့်ပြီးအပေါ်ကနေပတ်တီလေးစီလိုက်တာမျိုးနော်အဲ့ဒါဒီ use of occlusive dressing အဲ့လိုပတ်တီလေးစီလိုက်ရင် absorption ပို့ပြီးတော့ကောင်းပါတယ်တဲ့ကဲဒီညံမိသေးလားအဲ့တော့ topical skin topical size လေးပြောပြီးပါပြီပေါ့နော်အဲ့ဒါပြောပြီးသွားတဲ့အချိန်မှာအမထားကိုရှင်းမယ်ဒါကိုလိုက်ကြည့်ကဲပြောမယ်နော်အခုပြောမယ်ကောင်းစင်သည် first pass bio transformation ဘာကြီးလဲမသိဘူးနော်နည်းနည်းတော့ရှုပ်နေတယ်ကဲပြောမယ်နော်ဒါမတို့တောင်းလိုက်တဲ့ဆေးတွေကိုမတို့ကဗဇက်ကတောင်းလိုက်တယ်ဆိုပါစို့ဟုတ်ပြီနော်ဗဇက်ကတောင်းလိုက်တုန်းက100 milligram ရှိတယ်အဲ့ဒီ100 milligram ရှိတဲ့ဆေးလေးဒီအခု GI နဲ့ကိုရောက်လာပြီ GI ကစုပ်တဲ့သွေးတွေဒီဘဲကိုရအောင်သွားလဲ liver ကိုရအောင်သွားတယ်အဲ့ဒီ liver ကိုသွားတဲ့အချိန်မှာမခုနကပြောလိုက်လေဗဇက်ကစုပ်တာဒီ100% လုံးအပြည့်မစုပ်ဒါဆိုရင် GI ကနေသွေးတဲ့ရောက်တဲ့အချိန်မှာနည်းနည်းလျော့သွားပြီတောင်းလိုက်တာ100ဒါဆိုမှ90ပဲကျန်တော့တယ်မြင်လားမြင်တယ်နော်အဲ့ GI ကဆောင်းလိုက်တဲ့သွေးတွေဒီဘဲ organ ကိုအရင်ပို့လဲ liver ကိုပို့တယ် liver မှာ metabolism တစ်ခါအလုပ်ခံလိုက်ရတယ် liver မှာပထမတစ်ခါ metabolism အလုပ်ခံလိုက်ရတဲ့အချိန်မှာဘယ်လောက်ပဲကျန်တော့လဲဒါဆိုရင်70ပဲကျန်တော့တယ်အဲ့တော့မှ liver က metabolism လုပ်လို့ပြီးသွားတော့မှ liver ဒီဘယ်ထဲကိုပြန်ပို့လဲ venous system ထဲကိုပြန်ပို့တယ် venous system ကနေမတို့ရဲ့ heart ကိုရောက်ပြီးတော့မှ heart ကနေပြန်ထွက်လာရင် systemic circulation ထဲကိုတစ်ခါပြန်ရောက်သွားတာဒီသဘောပေါက်လားသဘောပေါက်တယ်နော်အဲ့တော့သိစေခြင်းတဲ့အချက်ကဘာလဲဆိုတော့ဗဇက်ကတောက်တာဘယ်တော့မှငါတို့ကသွေးတွေကိုအပြည့်မရဘူးအဲ့ဒီ systemic circulation တွေကိုရောက်လာတဲ့ပမာဏကို bio availability လို့ခေါ်တယ်စေသွေးတွေရောက်လာတော့စေပမာဏအဲ့ဒါဒီ bio availability မြင်တယ်နော်ဗဇက်ကနေတောက်လိုက်တယ် GI ကနေစုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီ GI ကစုပ်တာဒီအပြည့်အဝမစုပ်ဘူး 100% အပြည့်မစုပ်ဘူးဒါဆိုရင်အဲ့ဒါကနေပြီးတော့မှ GI ကစုပ်လိုက်တဲ့အချိန်မှာတစ်ခါပြန်ရော့သွားပြန်ရောနောက်တစ်နေရာကျတော့ဘဲ organ ကိုပြန်ပို့လိုက်လေ liver ကိုပို့လိုက်တယ် liver ကိုပို့လိုက်တဲ့အချိန်မှာ liver က metabolism လုပ်တယ်အဲ့ဒီအချိန်မှာလည်းတစ်ခါဖြတ်စည်းခံရပြန်ရောဒါဆိုရင်သွေးထဲရောက်တဲ့ဆေးပမာဏတွေတော်တော်လေးကိုနှဲသွားတယ်နားလေတယ်နော်အဲ့ဒီမှာတဲ့ liver မှာ metabolism ကြိုလုပ်ခံလိုက်ရတာကို first pass bio transformation လို့ခေါ်တယ်ဟုတ်ပြီနော်ဘာလို့ခေါ်လဲ first pass bio transformation နောက်တစ်ခုဆက်ပြောပြမယ်အဲ့တော့တကယ်တော့အချိန်တန်ရင်လဲဆေးကိုမတို့က liver မှာ metabolism လုပ်မှာပဲဒါပေမဲ့အခုကကြတော့သွေးထဲမရောက်ခင်ကြိုလုပ်လိုက်တာသဘောပေါက်လား systemic circulation နဲ့သွေးထဲမရောက်ခင် metabolism ကြိုလုပ်လိုက်တာကိုဘာလို့ခေါ်လဲ first pass bio transformation လို့ခေါ်တဲ့တာပဲနားလည်ပြီနော်အဲ့ဒါသိစေချင်တယ်အဲ့တော့ဒါဆိုရင်ဗဇက်ကတောက်လိုက်တဲ့ဆေးတွေဒီကျင်းတည်တယ်ဘာဖြစ်ကိုဖြစ်မှာလဲ first pass bio transformation ဖြစ်မှာသွေးထဲမရောက်ခင်ဘယ်ကိုရောက်သွားလို့ liver ကိုရောက်သွားလို့နားလည်ပြီနော်ကြည့်လို့ဆိုနောက်တစ်ခုဆက်ပြောမယ်အဲ့တော့ဒီမှာရှာအောင်ငုံနေစီအဲ့နားလေးမှာတစ်ခုပြောမယ် first ဒီစကလုံးထက်ရှင်းအောင်ပဲကြည့် bio transformation ဆိုတာတကယ်တော့ metabolism ပဲအဲ့စကလုံးလေးကိုမှတ်ထားပေး bio transformation ဆိုတာတကယ်တော့ဘာကိုပဲပြောနေရလဲ metabolism ကိုပဲပြောနေရဟုတ်ပြီနော်ကဲဆိုပြောမယ်နားထောင်အဲ့တော့တကယ်လို့များဆေးသည် GI ကိုလည်းဖြတ်စင်ရမလို့ဘူး liver ကိုလည်းဖြတ်စင်ရမလို့စပေးတော့ကလေးကသွေးထဲသာရောက်သွားမယ်ဆိုရင်ပေးသမျှဆေးအကုန်သွေးထဲရောက်တယ်ဒါဆိုရင် IV ပေးလိုက်ရင် intravenous IV ပေးလိုက်ရင်အဲ့ဒီ first pass ကိုကျော်သွားတာ bypass the first pass effect ဆေးဒီတခါလေဘယ်ထဲတက်ရောက်သွားလဲသွေးထဲတက်ရောက်သွားတယ်ဒါဆိုရင်ပေးသမျှဆေးအကုန်သွေးထဲရောက်တယ်ဗဇက်ကပေးလိုက်ရင်တော့ပေးသမျှဆေးအကုန်သွေးထဲရောက်လားမ
မရဘူးနားလည်ပြီနော်ဒီစကလုံးကိုတစ်ကြမှတ်ထားပြီအဲ့ဒါအမြင်နဲ့ပြီးတယ် first pass effect ကို bypass လုပ်သွားတာဘယ်သူက bypass လုပ်သွားလဲ IV ပေးလိုက်ရင် first pass ကို bypass လုပ်သွားတယ် liver ကိုအရင်မရောက်ပဲနဲ့သွေးထဲကိုရောက်သွားတယ်ဒါဆိုရင် first pass effect ကိုကျော်သွားတယ်လို့ပြောလို့ရတယ်နားလည်ပြီနော်ခဏခုဆက်သွားမယ် skip လုပ်လိုက်တဲ့သဘောကခုံပြန်ကျော်လှောက်လိုက်တဲ့သဘောပေါ့နော်ခဏခုဆက်ပြောမယ်ကြည့်နောက်တစ်ခုကဘာလဲဆိုတော့ဒါမှတို့ရဲ့ရှာအောက်ငုံနဲ့ဆေးပေးလိုက်တယ်ဆိုပါဆိုရှာအောက်ငုံနဲ့ဆေးပေးလိုက်တဲ့အချိန်မှာဒီမှာကြည့်နေကိုရှာအောက်ကိုကြည့်ဘူးလားရှာအဲ့လိုလှမ်းလိုက်ရင်အောက်မှာသွေးကြောတွေရှိတယ်တွေ့ရနော်ဒီမှာသွေးကြောတွေရှိတယ်အဲ့ဒီသွေးကြောတွေအောက်ကိုမတို့ကဆေးကိုတွတ်ထည့်တာလားရှာအောက်ငုံလိုက်တဲ့ဆေးအဲ့ဒီရှာငုံနေဆိုရင်ဆေးသည်ဘယ်ထဲကိုတက်ရောက်သွားလဲဒီလင်ကူရဲ့ vein တွေကိုတန်းရောက်သွားတယ်။နောက်တစ်ခုကကြတော့အဲ့ဒီကနေရောက်သွားရင်နောက်တစ်ခု internet jugular vein ကိုရောက်သွားတယ်။ဒါဆိုရင်လည်းသူဒီ first pass ကို bypass လုပ်သွားတယ်လို့ပြောလို့ရတယ်။ဒီနားလည်းပြီနော်။ဒါဆိုရင်ဒါဒီ first pass ကို bypass လုပ်သွားတယ်။နောက်တစ်ခုကကြတော့ပါလဲဆိုတော့ parietal PR ပေးလိုက်တာ။ PR ပေးတယ်ဆိုတာ parietal ဂျိုဒူးတောင်ထည့်လိုက်တာ။ဟုတ်ပြီနော်။အဲ့လိုဂျိုဒူးတောင်ထည့်လိုက်တယ်ဆိုအမတို့ကဒီမှာ anus ကနေပြီးမှဆေးလေးကိုသွားထည့်လိုက်တာ။အဲ့လိုဂျိုဒူးတောင်သွားထည့်လိုက်တဲ့အချိန်မှာ GI မှာလည်းအောက်ကဒီအောက်ကဘယ်သူရှိလဲဆိုတော့ inferior rectal vein ဆိုတာရှိတယ်အဲ့ဒီကနေဆုပ်လိုက်တာအဲ့ဒီကဆုပ်လိုက်တဲ့အတွက်ကြောင့်သူဒီတဲ့ရောက်သွားတယ်သွေးတဲ့ရောက်သွားပြီဒါပေမဲ့တဲ့ lower ဒီပါလေ in rectal ပေါ့နော် rectal မှာရှိတော့ blood supply ရဲ့တချို့ blood supply ကတော့မတို့ရဲ့ဘယ်ကိုရောက်သွားလဲဆိုတော့ဒီမှာကြည့် inferior mesenteric vein ဆိုအဲ့ဒီကနေသွားရင်ငါတို့ liver ကိုသွားမဲ့ပေါ်တဲ့ circulation တကယ်လို့များအဲ့ဒီ vein ကနေပြီးတော့ portal circulation နဲ့ကိုရောက်သွားရင်တော့ liver မှာ metabolism နည်းနည်းသွားလုပ်တယ်ထားလိုက်ပါတော့เนาะမတို့စာလေးဖတ်လိုက်မယ်စာဖတ်ရင်လည်းပိုရှင်းသွားနိုင်မယ်အဲ့တော့အခုပြောမှဒီ first pass biotransformation ပြောမယ်เนาะဒါလေးနားလေးကြည့်နေပြီ first pass biotransformation ဆိုတာတကယ်တော့ metabolism ပဲဆေးသည်ဘယ်ကိုမရောက်ခင် before reaching the systemic circulation တွေကိုမရောက်ခင်ဘယ် organ ကိုအရင်ရောက်သွားလို့ liver ကိုအရင်ရောက်သွားလို့ reach the liver ကိုရောက်သွားလို့ဖြစ်တာ liver ကို GI ကနေ liver ကိုဆက်ထားတဲ့ vein ဒီ hepatic portal vein ဟုတ်ပြီနော်အဲ့ဒီ portal vein နဲ့ဆက်ထားတာအဲ့တော့ GI ကဆုပ်လိုက်တဲ့ဆေးဒီ drug absorbed from gut ဒီဘယ် organ ကိုအရင်ရောက်သွားလဲ liver ကိုအရင်ရောက်သွားတယ် via ဘာနဲ့ရောက်သွားတာလဲ hepatic portal vein before reaching the systemic circulation သွေးထဲမရောက်ခင်အဲ့ဒီကိုအရင်ရောက်သွားတာအဲ့တော့ဆေးကအလုံးမလုံးရသေးဘူး metabolism အလုပ်ခံလိုက်ရတဲ့အချိန်မှာ convert to ဘာဘဝပြောင်းလိုက်လဲ inactive metabolite ဘဝပြောင်းလိုက်တယ်အဲ့လို inactive metabolite ပြောင်းလိုက်တဲ့အတွက်သွေးထဲရောက်တဲ့ဆေးပမာဏနည်းသွားတယ် bioavailability ဆိုတာသွေးထဲရောက်တဲ့ဆေးပမာဏဒါပေမဲ့အဲ့ဒီသွေးထဲဆိုတာဘယ်သွေးကိုပြောနေရလဲတကယ်ရောက်လာရမှာ systemic circulation ဟုတ်ပြီနော် systemic circulation တွေကိုရောက်လာတော့ဆေးပမာဏဒါပေမဲ့အဲ့ဒီဆေးပမာဏဒီ active form နဲ့ပဲဖြည့်ရမယ်အလုံးလုံးမဲ့ active form နဲ့ပဲဖြည့်ရပါမယ်တဲ့နားလည်ပြီနော် convert to inactive metabolite တွေဖြစ်ပြောင်းလိုက်တဲ့အတွက်ကြောင့် bioavailability ဘာဖြစ်သွားလဲနေ sorry အဲ့တော့အရေးကြီးတာဒီ IV ပေးလိုက်တာအဲ့ဒါထည့်ရေးထားပြီစောင်းထဲမှာမပါလိုက်ဘူး IV ပေးလိုက်ရင် bypass first pass effect first pass effect ကိုကြော်ထွက်သွားတာတော့ first pass effect မလုပ်လိုက်ရဘူးဒါဆိုရင်ပေးသမျှစီအကုန်ဘယ်နဲ့ရောက်သွားလဲသွေးထဲတန်ရောက်သွားတယ်နားလည်ပြီနော်နောက်တစ်ခုကကြတော့တဲ့ SC နဲ့ rectal ပေးတာsorry SN ဆိုတာ sublingual ပေးရနဲ့ rectal ပေးတာဆိုရင်လည်း first pass effect အရင်မများဘူး less first pass metabolism ဘာလို့ဆိုတော့သူတို့ရဲ့ရှိသမျှသွေးတွေအကုန်သူတို့ကနေဆုံးလိုက်တဲ့သွေးတွေအကုန်လုံးက liver ကိုအရင်ရောက်တာမဟုတ်ဘူး liver ကိုနည်းနည်းပဲရောက်တာဒါဆို first pass effect ကိုတိတ်မရဘူးအဲ့အတွက်ကြောင့် oral ထက်ဆိုင်ရင်တော့ sublingual rectal တွေပေးလိုက်တာဒီသွေးတွေကိုဆေးပမာဏများပို့ရောက်တယ် higher degree of bioavailability ပါနားလည်ပြီနော် okay ဒါပဲဒီတိရှင်းနေတယ်လေနားလည်ပြီနော်ခဏဆိုနောက်ခုဆက်ပြရမယ် bioavailability ဆိုတာဒီခုနအသိပြီးသားသွေးထဲရောက်တော့ဆေးပမာဏဒါပေမဲ့အဲ့ဒီသွေးဒီဘယ်သူကိုပြောနေရလဲ systemic circulation ကိုပြောနေရအမဒီပုံလေးတစ်ခေါက်ပြန်ပြမယ်အမတို့ဒါလေးပြန်လိုက်ကြည့်ပေးကြည့်မယ်နော်အဲ့တော့အမတို့ဆေးကိုစပြီးတော့မှပေးတာဒီမှာဘယ်တဲ့ကိုစပေးလိုက်တာလဲဆိုတော့ပါဇက်ကတောင်းလိုက်တယ်ဆိုပါဆိုပါဇက်ကတောင်းလိုက်တဲ့ဆေးတစ်ချိန်ကျရင်ဘယ် organ ကိုရောက်သွားလဲ liver ကိုရောက်သွားတယ် liver ကနေပြန်ထွက်လာရင် vein တွေနဲ့ပြန်ထွက်လာတာဒီမှာတွေ့လား vein တွေနဲ့ပြန်ထွက်လာတာအဲ့ဒီ vein ကနေတစ်ဆင့်ဘယ် organ ကိုပြန်လာရလဲ heart ကိုပြန်လာရတယ် heart ကနေတစ်ဆင့်ဘယ် organ ကိုပြန်ပို့လဲ lungs ကိုပြန်ပို့တယ်အဲ့ဒီ lungs ကပြန်ရောက်လာတာ
ပြီးတော့မှပြန်ထွက်သွားရင် arteries တွေရောက်သွားတယ်အဲ့ဒီ arteries တွေကိုရောက်တာမှအဲ့ဒါ systemic circulation ပြန်ပြမယ်နော်ဒီဘောကနေလေးရှုပ်နေမယ်ထင်တယ်ဒါမှနေဟိုနေ့ကတော့ဆွဲပြခဲ့တယ်ဒါကဟာတကောလုံးကစုပ်သမျှတကောလုံးကသွေးအညစ်ပတ်တွေအကုန်လုံးဒီ heart ရဲ့ဒီ left side right side ကိုပြန်လာတယ် right side ကနေဒီအောက်ကိုဆက်ပြီးတော့ဆင်းသွားတယ်ဆင်းပြီးသွားရင်သွားပြီးတော့ပို့တယ်ဘယ် organ ကိုသွားပို့ရမှာလဲ lens ကိုသွားပို့ရမှာဟုတ်ပြီနော်ပြီးရင်အခု lens ကနေပြန်လာတယ် lens ကနေပြန်လာလိုက်ပြီဆိုရင် heart ကိုဘယ်ဘက်ခြမ်းကိုရောက်ပြီအဲ့ဒီကနေပြန်လာပြီးတော့မှပြန်ထွက်သွားတော့မှငါတို့ရဲ့ aorta နဲ့ပြန်ထွက်သွားတာဒါဆို systemic circulation ဆိုတာဒီ aorta ဘက်ခြမ်းကိုပြောနေတာ heart ကနေပြန်ထွက်အဲ့ဒီ aorta systemic arteries တွေကိုရောက်တဲ့အဲ့ဒီအပိုင်းဒီအဲ့ဒါ systemic circulation ဒီဘက်အပိုင်းကိုကြတော့ဘာ circulation လို့အမှပြောထားလဲ pulmonary circulation လို့ပြောထားတယ်ဟုတ်ပြီနော်ဒါဆိုရင်အခုဒီ systemic circulation bioavailability ဆိုတာသွေးထဲရောက်တော့ဆေးပမာဏဒါပေမဲ့အဲ့ဒီသွေးဒီဘာကိုပြောနေရလဲ systemic circulation ကိုပြောနေတာဆေးပမာဏအဲ့ဒီဆေးပမာဏဒီ unchanged မပြောင်းလဲပဲရောက်ရမယ်ဆေးပမာဏသို့မဟုတ် active form လို့ပြောလို့ရတယ်ဟုတ်ပြီနော်မပြောင်းလဲပဲရောက်လာတော့ဆေးပမာဏ active form လို့ပြောလို့ရတယ်ဒီထိနားလေလားဒီထိနားလေပြီနော်အဲ့တော့အမပုံတစ်ခုဆွဲပြမယ်ကြည့်အမပုံတစ်ခုဆွဲပြမယ်ဒီမှာအမပုံဆွဲပြမယ်ဒီပုံသားကြည့်ဒီမှာတွေ့လားမှတ်တွေ့ရနော်အဲ့တော့ဒီပုံလေးကိုနည်းနည်းလေးနားလဲစေချင်တယ်နည်းနည်းလေးရှုပ်လို့ပြောမယ်နော်နားထောင်ဆေးကိုအမတို့ကစပြီးတောက်လိုက်တယ်ဒါဒီဆေးတောက်ပြီးတော့ကြာတယ်ကြာချိန်2နာရီကြာပြီး4နာရီကြာပြီး6နာရီ8နာရီ10နာရီ12နာရီလောက်ထိကြာပါမယ်အပေါ်ကကြတော့သွေးထဲကိုရောက်လာတော့ဆေးပမာဏ plasma drug concentration အခု3ညဒါဒီဆေးစတောက်လိုက်တဲ့ချိန်စတောက်တယ်တောက်တယ် curve ကတဖြည်းဖြည်းချင်းကြည့်တက်လာတယ်ဆေးပမာဏသွေးထဲမှာများလာတယ်ပြီးရင်ဘာဖြစ်သွားလဲဆိုတော့ပြန်နေသွားတယ်တွေ့ရနော်ဆေးပမာဏများလာတယ်ပြီးရင်ပြန်နေသွားတယ်ဒါပေမဲ့တဲ့ဆေးစတောက်ချင်းဆေးကအလုပ်လုပ်လားမလုပ်ဘူးဆေးစားတော့ချင်အလုပ်မလုပ်ဘူးဘယ်အချိန်မှအလုပ်လုပ်လဲဆိုတော့ပမာဏလေးတစ်ခုရှိတယ် minimum effective concentration လို့ခေါ်တယ် MEC လို့အတူကောက်ခေါ်တယ်ဟုတ်ပြီနော် MEC ရဲ့နာမည်ရှိကောက်သည် minimum effective concentration အနည်းဆုံးရှိရမယ့်ဆေးပမာဏအဲ့ဒီ minimum effective concentration လေးကိုစကြော်တော့မှဆေးဒီအလုပ်လုပ်တာဒါဆိုရင်ဒီနေရာဒီဆေးအလုပ်စလုပ်မဲ့အချိန်ပဲမြင်လားဒါဆိုရင်အခုဒီပုံအရဆိုရင်ဆေးဒီဘယ်နှစ်နာရီကြာတော့မှစပြီးအလုပ်လုပ်မှလဲ2နာရီကြာတော့မှဆေးဒီစပြီးအလုပ်လုပ်မယ်နောက်တစ်ခုဆေးဒီဘယ်လောက် concentration ပမာဏရောက်တော့မှအလုပ်စလုပ်တာလဲ6 microgram per minute အဲ့ဒီ6ပမာဏရောက်တော့မှဆေးဒီအလုပ်စလုပ်တာအဲ့ဒီအလုပ်စလုပ်တာကို onset of action လို့ခေါ်တယ်ဒီနားလဲနော်ဆေးအလုပ်စလုပ်တာကိုဘာလို့ခေါ်လဲ onset of action လို့ခေါ်တယ်ဒါဆိုရင်ဒီဆေးကလေးဒီအလုပ်လုပ်ဖို့အတွက်အနည်းဆုံးတော့သွေးထဲမှာပမာဏဘယ်လောက်ရှိနေရမှာလဲ6ရှိနေရမှာအဲ့ဒီ6ထက်နေသွားပြီဆိုရင်အလုပ်မလုပ်တော့ပြန်ဘူးဒါဆိုရင်ဆေးရဲ့ပမာဏဒီဆက်အောက်ကျသွားပြီဆိုရင်ဆေးရဲ့အလုပ်လုပ်တာကုန်သွားပြီဒီနေရာဒီ termination of action ဖြစ်သွားပြီဒါဆိုရင်ဒီဆေးကလေးတကယ်အလုပ်လုပ်တဲ့ကာလဒီဘယ်ကာလလဲ duration of action ဒီအဲ့ဒီ12ခုကြားထဲမှာပဲအလုပ်လုပ်တာတွေ့နော်6 mg နှစ်ခုကြားထဲမှာပဲအလုပ်လုပ်တာဒါဆိုရင်အခုလက်ရှိဆေးဒီ2နာရီမှာစပြီးအလုပ်လုပ်တယ်8နာရီအထိအလုပ်လုပ်တယ်ဒီနားလေလားဒီနားလေနော်ကဲဒါဆိုနောက်တစ်ဆက်ပြောမယ်မတို့ရဲ့ဆေးတွေကတဲ့မတို့ပေးကိုပေးရမယ်ဆေးပမာဏဒီဘယ် level တော့ပေးရမှာလဲ minimum effective concentration အတိုင်းတော့ပေးရမှာဒါပေမဲ့ဆေးများသွားလို့ toxic concentration ဖြစ်ရင်လူကိုအနေရရှိသွားပြီဟုတ်တယ်နော်အရင်များသွားရင်ဘာ concentration လို့ခေါ်လဲ toxic concentration လို့ခေါ်တယ်အဲ့တော့အမားတို့ပေးရမယ့်ဆေးပမာဏပေးခွင့်ရှိတော့ therapeutic range ဆိုတာအကျယ်အဝန်းပေါ့နော်ပေးလို့ရတဲ့ therapeutic range ဆေးပေးလို့ရတဲ့ပမာဏတွေအဲ့ဒီနှစ်ခုကြားထဲကိုပဲဖြစ်ရမယ် minimum effective concentration ကိုမကြုံရင်လည်းနေရအလကားပဲဆေးပေးအကျိုးသက်ရောက်မှုမရှိဘူးဖြစ်နေမှာ toxic concentration ကိုရောက်သွားရင်လည်းလူနာအတွက်ကအန္တရာယ်ဖြစ်သွားပြီအဲ့တော့အမားတို့ပေးရမယ့်ဆေးပမာဏဒီ therapeutic range ဒီ minimum effective concentration နဲ့ toxic concentration ကြားကိုပဲပေးရမယ်ဒီထိနားလေလားဒီထိနားလေပြီနော် okay အဲ့တော့ဒီပုံထဲမှာတော့သိစရာကအလောက်ပဲဒါဆိုရင်အမတို့တစ်ခေါက်ပြန်ပြောပေးဒါအမတို့ရဲ့ဗဇက်ကပေါက်လိုက်တဲ့ဆေးအတွက်ပြောနေရပြန်ပြောမယ်နော်ဒီဆေးကလေးဒီဆေးကိုစပြီးတော့တောက်တယ်တောက်ရင်နဲ့ဘယ်ပမာဏကိုကြော်မှအလုပ်စလုပ်တာလဲစစ်မိတ်လေး minimum ဟုတ်တယ်6ကြော်မှအလုပ်လုပ်တာအဲ့ဒီပမာဏကိုဘာလို့ခေါ်လဲ
minimum effective minimum effective concentration MEC လို့ခေါ်တယ် MEC ကြော်မှအလုပ်စလုပ်တာအဲ့ဒီအလုပ်စလုပ်တဲ့အချိန်ကလေးကိုဘာလို့ခေါ်လဲ onset of action onset of action အလုပ်စလုပ်တဲ့အချိန်ဒီ onset of action ဒီနားလေးပြီနော်နောက်တစ်ခုဆက်ပြောမယ်ဆေးရဲ့ပမာဏပြီးဘယ် concentration ကိုရောက်လို့မရဘူးလဲ toxic concentration ကိုရောက် toxic concentration ကိုရောက်လို့မရဘူးအဲ့တော့ပေးရမယ့်ဆေးပမာဏဒီ therapeutic range ပေးခွင့်ရှိတဲ့အတိုင်းဒါဒီ minimum effective concentration နဲ့ toxic concentration နဲ့ကြားကိုပဲပေးရမယ်ဒီနားလေးနော်ဒါဆိုရင်ဒီဆေးကလေးဒီ duration of action ဒီဘယ်လောက်မှစလဲ6 mg ဆိုရင်စတယ်ဘာမှဆုံးသွားလဲ6 mg အောက်ရောက်သွားရင်ဆုံးသွားပြီဒါပေမဲ့အဲ့ဒီအချိန်မှာဆေးရခန္ဓာကိုယ်ထဲမှာရှိသေးလားဆိုတော့ရှိနိုင်သေးတယ်မနေ့တစ်ခုပဲမိမယ်အခုတောင်းလိုက်တဲ့ဆေးရဲ့ onset ဒီဘယ်နှစ်နာရီက onset လဲသူတို့ 2 နာရီ 2နာရီဆေးစားတော့ပြီးဘယ်နှစ်နာရီကြာမှအလုပ်စလုပ်တာလဲ2နာရီကြာမှအလုပ်စလုပ်တာအဲ့ဒါ onset လို့ခေါ်တယ်ဒီဆေးမှာဆို onset of action ဒီဘယ်လောက်လို့ပြောလို့ရလဲ2နာရီလို့ပြောလို့ရဒါဆိုရင်အခုချက်ချင်းဆေးတော့အခုချက်ချင်းအလုပ်လုပ်လားမလုပ်ဘူး2နာရီကြာမှအလုပ်လုပ်တာအဲ့ဒါသူရဲ့ onset ပဲ onset ဆိုတာအမအသိစေချင်တာ onset ဆိုတာအမအခုဆေးစားတောက်လိုက်တယ်အဲ့ဒီဆေးစားတောက်လိုက်တာဒီဘယ်အချိန်မှာဆေးအလုပ်စလုပ်မလဲဆိုတာသူရဲ့ onset ပဲဒါဆိုနောက်တစ်ခုဆက်ပြောမယ်ဆေးလိအလုပ်လုပ်တယ်ဆိုတာဘယ်နေရာကိုရောက်သွားလို့ဆေးဒီအလုပ်လုပ်တာလဲ side of action ကိုရောက်လို့ဆေးကအလုပ်လုပ်တာဒါဆိုရင်ဆေးစပေးလိုက်တဲ့နေရာကနေ side of action ကိုသွားဖို့ကြာတဲ့အချိန်ဒီအဲ့ဒါသူ့ရဲ့ onset ပဲဒါဆိုရင်အရေးပေါ်ဖြစ်နေပြီမင်းလူနာအခုသိတော့မှာအရေးပေါ်ဆေးအဲ့ဒီအရေးပေါ်ဆေးမျိုးအရေးပေါ်အခြေအနေဖြစ်နေတဲ့လူနာမျိုးကို onset မြန်တဲ့ဆေးသုံးလား onset နှေးတဲ့ဆေးသုံးလား onset မြန်တဲ့ဆေး အေးပေါ့အခုချက်ချင်းဆေးပေး onset မြန်နေဆိုတာဘာကိုပြောလဲအခုချက်ချင်းဆေးပေးအခုချက်ချင်းဆေးရအဖက်ရတယ်အဲ့ဒါ onset မြန်နေလို့ပြောတာ onset နှေးတယ်ဆိုတာအခုဆေးပေးလိုက်တယ်ဆေးရနည်းနည်းကြာမှအလုပ်လုပ်တာအဲ့ဒါ onset နှေးတယ်လို့ခေါ်တယ်ပြောပါပြီနော်ဒါဆိုဒီပုံကိုမှကြည့်ဒီပုံမှာဆေးရဲ့ duration of action ကဘယ်နှစ်နာရီလဲ 6 နာရီ ဟုတ်တယ်ဒါဆိုအမအဲ့စကလုံးနှလုံးကိုကွဲစေချင်တာ onset of action နဲ့ duration of action ကိုကွဲစေချင်တာဒါဆိုကွဲသွားပြီလို့ထင်တယ် onset of action ဆိုတာအခုချက်ချင်းဆေးပေးလိုက်တယ်ဆေးရဘယ်လောက်ကြာရင်အလုပ်စလုပ်မှာလဲအဲ့တော့အလုပ်လုပ်တာမြန်စေချင်ရင်ဆေးကိုတစ်ခါလေးသွေးတဲ့ရအောင်ထည့်ပေးလိုက်တယ် IV ပေးလိုက်ရင်ချက်ချင်းဆေးပေးချက်ချင်းသွေးတဲ့ရဒါဆိုချက်ချင်းအလုပ်လုပ်တယ်အဲ့ဒါဆိုရင်သူဒီ onset မြန်တယ်လို့မလို့သတ်မှတ်တယ်အဲ့ဒါကြောင့်အရေးပေါ်အခြေအနေမျိုးတွေမှာဆေးပေးရင်ဘာမှတ်သက်နဲ့ပဲပေးရတယ် IV နဲ့ပဲပေးရတယ်နားလဲပြီနော်ကဲဒါဆိုနောက်တစ်ခုဒီဘက်ခြမ်းကိုသွားကြည့်ဒီဘက်ခြမ်းက curve ကိုသွားကြည့်မယ်အမကုနာကပြသွားတဲ့ curve ဒီလို curve ဟုတ်တယ်နော်အဲ့တော့သူဒီ oral ပေးလိုက်တဲ့ကောင် oral ပေးလိုက်ရင်အမတို့ခန္ဓာကိုယ်ထဲမှာရှိနေသောဆေးပမာဏဒီပမာဏလေးရှိနေတာဒီပမာဏသွားရှိနေအဲ့တိုင်းလေးတက်သွားတယ်အဲ့တိုင်းလေးကျသွားတယ်အဲ့ဒါကိုအမတို့က AUC လို့ခေါ်တယ် AUC ရဲ့နာမည်အရှိကောက်ဒီ area under the curve ပေးလိုက်တဲ့ဆေးပမာဏရှိနေတာလေးကိုသိချင်ရင် AUC ကိုသွားကြည့်လိုက်ရတယ် drug concentration ခုနကအတိုင်းပဲ drug concentration နဲ့ time နဲ့ကိုမှာတော့ ratio ချထားတာအဲ့ဒီ curve ကိုဘာလို့ခေါ်လဲဆိုရင် area under the curve concentration curve ပေါ့နော်အဲ့ဒီအောက်မှာရှိနေတဲ့မျက်နှာပြင် area ဒီဆေးရှိတဲ့ပမာဏပဲဒါခုန oral တိုင်းပဲပေးလိုက်တယ်နည်းနည်းချင်းစီတက်လာတယ်ပြန်ကျသွားတယ်ဒီနားလဲနော်အဲ့တော့ဒါပေမဲ့ IV ပေးလိုက်တယ်ဆိုပါစို့ IV ပေးလိုက်ရင်စပေးခဲ့တဲ့ကသူဆေးတွေအကုန်လုံးပေးတဲ့တန်ရောက်သွားတယ်သွေးတဲ့တန်ရောက်သွားတာဒါဆိုစပေးခဲ့တဲ့ကဝုန်းနဲ့ထောင်တက်သွားတာပြီးတော့မှမြန်မြန်ပြန်ကျသွားတာအဲ့ဒါဒီအမတို့ရဲ့ IV ပေးတဲ့ကပဲဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ် bioavailability ကိုတွက်ချင်ရင် area under the curve နဲ့တွက်ရတယ်bioavailability ကိုကြည့်ချင်ဘာနဲ့သွားကြည့်ရလဲ area under the curve လို့ခေါ်တယ်အဲ့စကလုံးလေးနားလည်ကြည့်နေပြီဒါဆိုရင်ဘယ်ဆေးဘလို့မတ်တက်နဲ့ပေးလိုက်ရင်ပေးသမျှဆေးအကုန်သွေးထဲရောက်သွားလဲ IV ပေးလိုက်ရင်ပေးသမျှဆေးအကုန်သွေးထဲရောက်သွားလို့ bioavailability ဘယ်လောက်%100%တဘာပါတယ်နော်ဒါမှမဟုတ်ရင်မှာတော့ fraction အပိုင်းနေတယ်ယူထားရင်1အပြည့်ရတယ် percentage နဲ့ပြောရင်100%အပြည့်ရတယ် fraction အပိုင်းနဲ့ပြောရင်တစ်ခုလုံးအပြည့်ရလို့ fraction နဲ့ယူဆိုင်ရင်1ပါဒါမှမဟုတ်ရင် percent နဲ့ယူဆိုင်ရင် 100% IV ပေးလိုက်ရင် 100% အပြည့်ရတယ်နော်အဲ့တော့ 100% oral ပေးလိုက်ရင်သွေးထဲကိုအပြည့်အဝ 100% လုံးရောက်လာ မရောက်ပါဘူး မရောက်ရတဲ့ reason နှစ်ချက်ရှိတယ်အဲ့တော့ oral ပေးလိုက်ရင်တော့ bioavailability ဒီ less than 100% သို့မဟုတ်
fraction နဲ့ပြောရင် less than ဘယ်လောက်လို့ပြောလို့ရလဲ 1 လို့ပြောလို့ရတယ်အဲ့လို1ထက်နည်းရတဲ့အကြောင်းရင်းနှစ်ချက်ရှိတယ်ပထမတစ်ချက်ကကြတော့ GI ကအပြည့်အဝမစုပ်ဘူး incomplete external absorption ပါဇက်ကတောင်းလိုက်ရင်ဆေးကို GI ကနေတစ်ခါဖြတ်တယ် GI ကတစ်ခါဖြတ်ချလိုက်တယ်ကွာ तू ကဘယ်လိုပြောရမလဲဟိုGI ကနေပြီးတော့မှနည်းနည်းခြံထားတဲ့အတွက်ကြောင့်တစ်ခါအဲ့ဒီမှာဆေးရဲ့ပမာဏနည်းသွားတယ်နောက်တစ်နေရာကျတော့ဘယ်နေရာမှာပြန်ပြီးနည်းသွားလဲ liver မှာသွေးထဲမရောက်သေးဘူးဆေးကို metabolism ကြိုလုပ်လိုက်တာကိုဘာလို့ခေါ်လဲ fast pass elimination လို့ခေါ်တယ်အဲ့ဒီမှာတစ်ခါပြန်နည်းသွားပြန်ရောအဲ့ဒါကြောင့် oral ပေးရင်အပြည့်အဝမရပါဘူးတဲ့ဒါဆိုအမပြောသွားတာနံပါတ်1 IV ပေးရင်100ရာခိုင်နှုန်းအပြည့်ရတယ် oral ပေးရင်တော့ချင်းတည်တယ်100ရာခိုင်နှုန်းအပြည့်မရဘူးနံပါတ်3 SC တွေ IM တွေပေးရင်လည်း100ရာခိုင်နှုန်းအပြည့်မရဘူးဘာလို့လဲဆိုတော့ SC ဆိုတာ subcutaneous SC တွေကိုထည့်လိုက်တာ IM ဆိုတာ intramuscular mass တွေကိုထည့်လိုက်တာအဲ့လိုထည့်လိုက်ရင်အဲ့ဒီနေရာမှာရှိနေတဲ့ပစ္စည်းတွေကဆေးကိုပေါင်းထားတယ် local binding of the drug အဲ့ဒီနေရာမှာရှိနေတော့ပစ္စည်းတွေကဆေးကိုပေါင်းထားတယ်အဲ့လိုပေါင်းထားတဲ့အတွက်ကြောင့်သွေးတွေကိုတူတည်လည်းအပြည့်အဝမရဘူး incomplete bioavailability ဒါဆိုရင် bioavailability ဆေးတွေကိုရောက်တဲ့ပမာဏသွေးတွေကိုရောက်တဲ့ဆေးပမာဏများလေလေဒီဆေးရဲ့လုတ်တဲ့အလုပ်ပမာဏလည်းများလေလေပဲ bioavailability များတော့မှ effect ကပိုများလာမှာသဘောပေါက်လားရှာပြီနော် bioavailability များတော့မှဆေးရဲ့ effect ကပိုပြီးများလာမှာကဲဒါဆိုနောက်ဆုံးချက်နှစ်ချက်ကတော့အရေးမကြီးတော့ဘူး factor influencing bioavailability bioavailability ကိုလွှမ်းမိုးတဲ့အချက်တွေပြောမယ်ဆေးနဲ့ဆိုင်တဲ့အချက်ရှိတယ် biologic သက်ရှိနဲ့ဆိုင်တဲ့အချက်ရှိတယ်ဆေးနဲ့ဆိုင်တဲ့အချက်ဒီဆေးကိုねဘာ formula နဲ့ထုတ်ထားတာလဲဆေးရဲ့ particle size ကဘယ်လောက်ထုတ်ထား disintegration ဆေးကပြုတ်ကွဲလား use material ဘာပစ္စည်းတွေတုံးလဲဘယ်လိုနည်းလမ်းတွေနဲ့ထုတ်ထားတာလဲ manufacture process ဒါတွေအကုန်လုံးနဲ့ဆိုင်တယ်နောက်တစ်ခု biologic factor ကကြတော့မတို့ရဲ့ခုနအရင်ရှင်းသွားတဲ့ GI နဲ့ဟာတွေ food တွေ gastric တွေ gastric acid တွေ gut တွေဒါရဲ့ကြတော့မတို့ GI ကနေပြီးတော့မှတခါဆေးကိုနှိမ်အောင်လုပ်လိုက်တော့နောက်တစ်ခုကကြတော့ liver enzyme တွေအဲ့ဒါဘာကိုပြောနေရလဲ fast pass metabolism လုပ်မဲ့ကောင်းလေးဒါပဲနားလည်နော်ကြည့်ဆိုမှဒါလေးနှစ်ခုပြန်ပြောမယ် fast pass biotransformation fast pass biotransformation ဆိုတာ oral ဆေးအတွက်ပြောတာ oral တောက်တဲ့ဆေးတွေဒီဘယ်တဲကိုမရောက်ခင် systemic circulation မရောက်ခင်ဘယ် organ ကိုအရင်ရောက်သွားလဲ liver ကိုအရင်ရောက်သွားတယ် via ဘာ vein နဲ့ဆက်ထားတာလဲ hepatic portal vein နဲ့ဆက်ထားတာပြီနော်ဒါဆိုရင် liver မှာတစ်ခါ metabolism အလုပ်ခံလိုက်ရတယ် inactive metabolite ဘဝပြောင်းသွားတဲ့အတွက်ကြောင့်တကယ်သွေးထဲရောက်သွားတဲ့ဆေးပမာဏဘာဖြစ်သွားလဲနည်းသွားလဲ low bioavailability oral ပေးရင် first pass ကဖြစ်ကိုဖြစ်တယ်အဲ့တော့ဘလို့ပေးလိုက်ရင်တော့ first pass ကတိတ်မဖြစ်တော့ဘူးလေ SC နဲ့ retin နဲ့ IV ပေးရင်လုံးဝကြောထွက်သွားတာဟုတ်တယ် IV ပေးလိုက်ရင် first pass ကိုလုံးဝ bypass လုပ်သွားတာဒီကောင်ကြီးကကြတော့လုံးဝ bypass လုပ်တာတော့မဟုတ်ဘူးနည်းနည်းပို့ပြီးတော့နှဲသွားတာ sublingual နဲ့ retin နဲ့ပေးလိုက်ရင်တော့ first pass effect ကနည်းနည်းပို့ပြီးတော့နှဲသွားတယ်ဒါဆိုရင် oral ပေးတာထက်တော့သွေးထဲရောက်တဲ့ပမာဏပို့ပြီးတော့ဘာဖြစ်သွားလဲများသွားတယ်နားလည်ပြီနော်နောက်တစ်ခု bioavailability အဲ့ဒီ definition လေးရအောင်ချက်ထားပြီ bioavailability ဆိုတာဘယ်တဲကိုရောက်တော့ပမာဏsystemic circulation သွေးထဲဆိုတာတော့မှ systemic circulation လို့ပြောနေတာ systemic circulation ရောက်တဲ့ဆေးပမာဏဒါပေမဲ့ရောက်တဲ့ဆေးတိုင်းကိုလည်းမခေါ်ဘူးဘလို့ဆေးအမျိုးအစားကိုပဲခေါ်မှာလဲ unchained drug ကိုပဲခေါ်တာ unchained drug ဆိုတာ active form ကိုပြောနေတာကြားပြီနော် bioavailability ကိုတွက်ချင်ရင်ဘာနဲ့တွက်လို့ရလဲ area under the curve နဲ့တွက်လို့ရတယ်အဲ့ဒါနဲ့သွားကြည့်လို့ရတယ်အဲ့တော့method 3ခုပြောသွားတယ် IV ရဲ့ oral ရဲ့ SCIM ရဲ့ IV ပေးရင်သွေးထဲရောက်တာဘယ်လောက် percentage နဲ့ရောက်လဲ 100% နဲ့ရောက်တယ်အပြည့်ရောက်တယ် fraction နဲ့ပြောရင်ဘယ်လောက်အပြည့်ရောက်တယ်လို့ပြောလို့ရလဲ 1 အပြည့်ရောက်တယ်အဲ့ဒါဒီသွေးထဲတစ်ခါနဲ့တန်းရောက်သွားလို့ oral ပေးရင် 100% အပြည့်ရတာမရပါဘူးမရအောင် 100% နဲကိုနဲတယ်နဲရတဲ့အကြောင်းရင်းဒီနံပါတ်1 GI ကအကုန်မစုပ်လို့ incomplete external absorption နံပါတ်2ဘယ် organ ကလွှတ်ပြနေလို့အပေ organ ကြိုပြီး metabolism နော် liver ကြိုပြီး metabolism လို့ fast pass elimination ရပြီနော်နံပါတ်3ကကြောင့် SCIM ပေးတာ SCIM ပေးရင်လည်း absorption တိတ်ပြီးတော့မကောင်းဘူး incomplete bioavailability due to ဘာလို့နေလို့လဲဆေးကိုကြိုပြီးတော့ဆေးကိုပေါင်းထားလို့ local binding of the drug ကြောင့်ပါတဲ့နောက်တစ်ခု bioavailability များတော့မှဆေးရဲ့ effect လေများပါတယ်များမှာနော်အဲ့တော့ကျန်တဲ့ဟာတွေကတော့အရေးမကြီးဘူး bioavailability ကိုလွှမ်းမိုးတဲ့အချက်ဆိုဒီခုနကပြောလိုက်နှစ်ခုဆိုရပြီ GI ကနေပြီးတော့မှအပြည့်အဝမစုံလို့နောက်ခုက liver က metabolism ကြိုလုံးနေလို့ထားပဲ
ကဲဒီတီနားလေနော်ဒါဆိုအမဒီနေ့ဒီတီရှင်းလိုက်တော့မယ်နောက်ကဟာရေးစမပြောတော့ဘူးနောက်ကဟာရေးနောက်ရက်မှာရှင်းတော့မယ်အဲ့တော့အမကဒီနှစ်ခုနဲ့ဟိုပါလေ factor influencing နဲ့ပြောလိုက်တယ်ပြီးတော့ဟို SC တွေ IM တွေပြောထားတယ်နော်ဒီ SC topical size တွေအဲ့ဒါလေးပြောထားအဲ့လေးကတော့စာအုပ်ထဲမှာနည်းနည်းပြန်ပို့ထားပေးနော်ခုတော့ဒီလောက်ပဲတတာဖိုင်ပြန်တယ်